ကျေးဇူးတော်ဖျားသခင်ကျေးဇူးတော်ချီးမွမ်းတယ်2026ခုနှစ်မှာကျွန်တော်ချင်းမိုင်မှာပထမအဆုံးပြန်ပြီးတော့ဝင်ငါခွင့်ရတာဖြစ်တယ်နှုတ်ကပတ်တော်နဲ့အစီခံခွင့်ပေးတဲ့ဝိညာဉ်ကောင်းဆောင်ကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဆရာကြီးဒေးဗစ်ကိုလည်းအထူးပဲကျေးဇူးတင်တဲ့အကြောင်းပြောခြင်းသလိုတလိုက်ချင်းမိုင်ကဆရာရှောင်းတဲ့တကွအမှုတော်ဆောင်ဆရာဆရာမတွေအမှုတော်ဆောင်အသီးသီး team အသီးသီးကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောခြင်းပါတယ်ဖျားသခင်ကြီးမားသောပိတ်သိက်ခြင်းနဲ့ဆက်လက်အသုံးပြုပါစေ Hello ချင်းမိုင် Hallelujah ကျွန်တော်တို့ဘန်ကောက်မှာဆိုရင်တော့ကျွန်တော်တို့တီဆောက်ထားတဲ့ culture တခုရှိရပါတော့ Yay ဆိုအဲ့လိုអော်ကြရပါတော့ဒါဆိုကျွန်တော်နည်းနည်းကြားချင်တယ်အဲ့ဒီတန်လေးနော်1 2 3 Yay Hallelujah Amenဆိုတော့ဟေရှာယကျမ်းထဲမှာဘယ်လိုရေးလဲဆိုတော့ထာဝရဘုရား၏ဘုန်းတော်အလင်းသည်မီးဖြစ်တော်မူ၏အာမင်ဘုန်းတော်အလင်းသည်မီးဖြစ်တော်မူဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်က the light ဆိုတာကတငိုက်မဟုတ် the light ဆိုတာမီးဆိုတော့ what is the light what is the light The light is me ဆိုတော့ဗာလေ fire ကျွန်တော်မေးကြည့်ချင်တယ် What is the light What is the light Fire Amen ကျွန်တော် Hello ချင်းမိုင်လို့ခေါ်လို့ရှိရင်အောက်ကနေ fire လို့ထူပေးပါဦး Hello ချင်းမိုင် Hallelujah Amen What is the light What is the light? Amen. Hallelujah. Amen. So, ဘုရားသခင်ကမီးနဲ့အမိုက်နှစ်ခုခွဲထားတယ်။ကျမ်းစာထဲမှာလေမီးနဲ့အမိုက်နှစ်ခုခွဲထားတယ်။အေးတော့အမိုက်တယ်။ယာကုပ်ကမီးတယ်။သင်ကယာကုပ်ရဲ့အမျိုးနွယ်ဖြစ်တယ်။အာမင်။အမိုက်ကမီးကိုဘယ်တော့မှမလောင်။မီးကပဲအမိုက်ကိုလောင်တယ်။ကျွန်တော်တို့ကမလောင်ရင်အမိုက်ဖြစ်သွားလိမ့်မယ်။ဒီနေ့တကယ်ချင်းပြောရအောင်လောင်ရအောင်။အာမင်။အာမင်။ဟာလေလုယာ။နော်မကြခင်နွေရာသီလည်းရောက်လာတော့မှာဖြစ်တယ်။နော်ဘက်ကအကူကြီးကထိုင်းရှိတယ်။ဟိုမှာလည်းတော်တော်လောင်နေတယ်။ဆိုတော့မိတ်ဆွေယုံကြည်သူတယောက်ရဲ့သက်တာကားတစ်စီးလိုပဲ။ तू ကအထဲမှာလောင်ကျွမ်းခြင်းတစ်ခုရှိလို့အရှိကိုသွားနေတာဖြစ်တယ်။အာမင်။တင်းထဲမှာဝိညာဉ်တော်နဲ့ explosion တစ်ခုဖြစ်ပါစေအဲ့ explosion ဖြစ်နေပောက်ကွဲနေတဲ့အရာတစ်ခုကတင်းကိုအရှိကိုဆက်သွားစေနိုင်တာဖြစ်တယ်အာမင်လောင်စာကဘာလဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ရဲ့စီပဲအာမင် praise the lord ဆိုတော့ဒီနေ့မှာကျွန်တော်ယူဆောင်လာတဲ့နှုတ်ကပတ်တော်နဲ့အတူအသစ်တော်သခြင်းတစ်ပုဒ်လည်းရှိရဖြစ်တယ်အာမင်ဘယ်နှယောက်ကအသစ်တော်သခြင်းကြားဖို့ရင်ခုန်လဲမသိဘူးဝေါဆိုဖျားခင်ကဒီသခြင်းကိုကျွန်တော်သခြင်းကြီးအယမ်းမြန်တဲ့အထဲမှာပါတယ်ဒါပေမဲ့ဒီသခြင်းကကျွန်တော်ရဲ့ life မှာဘယ်လိုမျိုးလဲတော်တော်လေးကိုအချိန်ယူခဲ့ရတဲ့သခြင်းဟုတ်တယ်ဒီသခြင်းရဲ့တက်တန်းမရှိဘူးဆိုရင်ကျွန်တော်အဲ့လိုပေါ့နော်လုံးစီပတ်စီအားလုံးပြီးသွားတဲ့အချိန်မှာ3နှစ်ခွဲလောက်ကြာသွားတယ်ဝါ3နှစ်ခွဲလောက်ကြာသွားတယ်ဒါပေမဲ့ထွက်လာတဲ့အချိန်မှာတော့တကယ်ကိုယုံကြည်သူတယောက်ရဲ့အသက်တာဖြစ်ခြင်းပေါ့နော်အဲ့ဒီဖြစ်ခြင်းထင်ရှားစီတဲ့တခြင်းဖြစ်နေအောင်တွေ့ရတယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့အသက်တာမှာစာရန်အကြောက်ဆုံးအရာတစ်ခုရှိတယ်ဗါလေသလားတင်းကိုတင်ဘသူလဲဆိုတော့တင်းကိုတင်တိသွားမှသူအရင်ကြောက်တယ်အာမင်တင်ဘသူလဲဆိုတာတင်းကိုတင်တိသွားမှသူအရင်ကြောက်တယ်ဆိုတော့ဒီတခြင်းကတင်းကိုတင်ဘလူလဲဆိုတာဘသူလဲဆိုတာကြည်ညာတဲ့တခြင်းဖြစ်တယ်အာမင်အာမင်ဆိုတော့ဒီတခြင်းကိုကျွန်တော်ရဲ့ဝိညာဉ်ဖခင်ဆရာကြီးဒေးဗစ်နဲ့အတူဂျူးရဲ့ဆိုမှာဖြစ်တယ်ဆရာဝင်းမင်းလာတော့မဆူသွားဆိုတော့ကျွန်တော်လည်းဆူသင့်ပါတယ်နော်
preach ပါပါတော့ဆိုတော့ဆိုတော့ဘုရားသခင်ကျေးဇူးတော်ကြောင့်နော်သူကျွန်တော်ဆိုလိုက်ရင်လူတွေအဲ့လောက်ရောက်မှာမဟုတ်ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကျေးဇူးတော်ကြောင့်2026ခုနှစ်ဇန်နဝါရီလဟာကျွန်တော်ရဲ့အသက်တာပြောင်းလဲခြင်း12နှစ်ပြည့်တာဖြစ်တယ်ဟာလေလုယာမန္တလေးမြို့မှာစပြီးတော့ဝิญဉ်တော့ကျွန်တော်ကင်ဖန်ခဲ့တယ်2014ခုနှစ်မှာဒီနေ့ဆိုရင်ဒီလထဲမှာဆိုရင်12နှစ်ပြည့်ပြီဆိုတော့အဲ့ဒီအထိမ်းအမှတ်အနေနဲ့ကျွန်တော်ဝิญဉ်ဖခင်နဲ့အတူချီးမွမ်းမှာဖြစ်တယ်အဲ့တချင်းလေးထွက်လာရင်လည်းစောင့်မျှော်ပြီးတော့နားဆင်ခွန်အားယူကြွေးကြော်ကြရအောင်အာမင်နောက်ပိုင်းကျွန်တော် worship ဆိုတာတဲ့ prophetic worship တွေပို့ပြီးတော့ရေးခြင်းတယ်အာမင် worship ပဲမဟုတ်တော့ prophetic ငါဘုရားထဲမှာငါဘသူဖြစ်တယ်ဆိုတော့ဝိညာဉ်နယ်ပယ်တွေကို declaration လုပ်တဲ့ကြွေးကြော်တဲ့သချင်းတွေကျွန်တော်ဆက်ရေးမှာဖြစ်တယ်ဒီသချင်းကအဲ့ဒီနယ်ပယ်တွေကိုတွားနေတဲ့သချင်းဖြစ်တယ်ပေါ့နော်ဆိုတော့သချင်းကောင်းစဉ်ကထိုးလို့ရရင်ထိုးပေးစီခြင်းနဲ့စာနေတယ်ပေါ့နော်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်အာမင်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်သင်ဟာယေရှုခရစ်တော်ထဲမှာရှုံးနေတော်သူမဟုတ်ယေရှုအောင်မြင်တယ်လို့သင်ဟာအောင်မြင်တော်သူဖြစ်တယ်သင်ဟာဝိညာဉ်နယ်ပယ်ထဲမှာတိတ်ဖြောက်မဲ့ပြီးတော့တန့်ရှင်းတကူရှိတော်သူဖြစ်တယ်အာမင်ဒါကြောင့်သင်ဟာဂျေဇုတော်ထဲမှာသင်ရဲ့ဖြစ်ခြင်းအမှန်ဖြစ်သည့်အတိုင်းသင်ဖြစ်နေတယ်နှုတ်ကပတ်တော်ကျမ်းစာတစ်ပိုက်ကိုကျွန်တော်ဖတ်ချင်တယ်တစ်ကောခန်းကြီး15အငယ်30မှာတစ်ကောခန်းကြီး15အငယ်30မှာသို့တော်လေဖျားသခင်ဤဂျေဇုတော်အားဖြစ်တာငါဖြစ်သည့်အတိုင်းငါဖြစ်၏ဝန်ခံရအောင်ဂျေဇုတော်အားဖြစ်ငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟာလေလုယာငါခံရသောဂျေဇုတော်ကိုလည်းအကျိုးမဲ့ခံရသည်မဟုတ်ဟုတ်တယ်ဂျေဇုတော်ကအကျိုးရှိရှိခံရတယ်တင်းကိုတင်မသိတဲ့အရာကအဲ့ဒါအကျိုးမဲ့စေတယ်တင်းကိုတင်သိပြီးတော့အကျိုးရှိအဲ့ဒီဂျေဇုတော်ကိုအကျိုးရှိစွာသင်အသုံးပြုတတ်ပြီဆိုရင်သင်ရဲ့နယ်ပယ်ထဲမှာဘုရားသခင်ပြင်ဆင်ထားတဲ့မင်္ဂလာတွေကိုမြင်တွေ့လာတာဖြစ်တယ်အာမင်အခြားသောတမန်တော်အပေါင်းတို့ထက်ငါသည်တာ၍ကြိုးစားခြင်းကိုပြုထိုသို့ဆိုတော်လဲငါကြိုးစားသည်မဟုတ်ငါနှင့်အတူရှိသောဘုရားသခင်၏ဂျေဇုတော်သည်ကြိုးစားတော်မူ၏ကြိုးစားတဲ့သူတွေကဂျေဇုတော်ကြောင့်သာဖြစ်တယ်လောကသားတွေကြိုးစားတာနဲ့ဂျေဇုတော်ကိုအကျိုးရှိအသုံးချပြီးတော့ကြိုးစားတဲ့သူနဲ့မတူဘူးအခုကျွန်တော်ခဏနေကြိုးစားမယ်ဘာလဲသလားဘုရားရဲ့နယ်ပယ်ထဲမှာကြိုးစားရဲဆိုတာ declaration ဖြစ်တယ်ဘုရားရဲ့နယ်ပယ်ထဲမှာကြိုးစားရဲဆိုတာကြွေးကြော်တာဝန်ခံတာသိမ့်ပိုက်တာအာမင်ဂျေဇုတော်ကိုအကျိုးမဲ့မခံဘဲနဲ့ကြိုးစားတော်သူတွေကြွေးကြော်တော်သူတွေဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေအာမင်တချို့သောသူတွေရဲ့တက်တာထဲမှာငွေချင်းနဲ့ဆက်ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေစီးဆင်းလာတော့ခံစားရတယ်ဟာလေလုယာဟာလေလုယာကျွန်တော်ဆိုနေတာ DMI ဘန်နဲ့ဟုတ်ပါရဲ့လားဆိုတော့နည်းနည်းမိသွားကောင်းကင်နိုင်ငံက player တွေနဲ့တီးနေရလို့ပဲတကယ်ကျွန်တော်ဒီ chorus လေးကိုကျွန်တော်အရန်ခိုက်တယ်ဆိုလေးထောက်လိုက်ပါငါတို့ဆင်းရဲသူခံပေးခဲ့တဲ့ယေရှုအားဖြင့်ငါကျွေးဝါတယ်ဒါဆိုကြည့်အောင်အဲ့နာလေးငါတို့ဆင်းရဲယေရှုအားဖြင့်ငါကျွေးဝါတယ်ဒါဆိုကြည့်အောင်ငါတို့ဆင်းရဲသူခံပေးခဲ့တဲ့ယေရှုအားဖြင့်ငါကျွေးဝါတယ်ထိုနနေစခံတန်ချမ်းများနဲ့မြေတချင်ချမ်းသာကိုလေ
အားဖြင့်သင်ဖြစ်နေတဲ့အတိုင်းသင်ဖြစ်နေတာမဟုတ်ဘူးယေရှုအားဖြင့်သူဖြစ်တဲ့အတိုင်းသင်ဖြစ်နေတာဖြစ်တယ်သင်ရဲ့ဖြစ်ခြင်းကသူ့ရဲ့ဖြစ်ခြင်းပဲသင်ရဲ့အခြေအနေကသင်ကိုဝေဝါအောင်လုပ်တဲ့အခြေအနေရှိလိမ့်မယ်ဘယ်သူမှသင်ကိုမလဲစားစေနဲ့မိတ်ဆွေအာမင်သင်ကိုသင်လည်းပြန်မလဲစားနဲ့နှုတ်ကပတ်တော်နဲ့ပဲပြန်ချိန်ထိုးရအောင်ယေရှုအားဖြင့်သင်ဖြစ်သင့်သည့်အတိုင်းဖြစ်ကိုဖြစ်နေတယ်သင်ရဲ့အရာအရာတိုင်းသင်ဖြစ်နေတယ်သင်ရဲ့အရာအရာကဖယားသားသင်ဟာဖယားသားဖယားသားလို့ပြောတဲ့အချိန်မှာတချို့အမျိုးသမီးတွေကနည်းနည်းလေးအားငယ်သွားတယ်ငါတို့မပါဘူးပေါ့ကျွန်တော်နားလည်အောင်ရှင်းပြပါမယ်ခရစ်တော်၌ယူဒလူမရှိဟေလေသလူမရှိယောက်ျားမိန်းမမရှိတဲ့အာမင်ဒီလိုပြောတဲ့အတွက်သားလို့သုံးနှုံးလိုက်တယ်ဆိုတာကအဲ့ဒါယောက်ျားလေးကိုရည်ညွှန်းတာမဟုတ်တော်ဆက်မှုကိုရည်ညွှန်းတာဘာလဲဆိုတော့ဖခင်ရဲ့နေပယ်ထဲမှာအထီးမှမရှိဘူးနှစ်ပုံးလေးယောက်ျားမိန်းမမရှိပြောချင်တဲ့အဓိပ္ပာယ်ကလူတွေနားလေလွယ်အောင်လို့သားလို့သုံးလိုက်တာဒီလိုပြောမိန်းမတွေကိုမပါဘူးလို့ပြောချင်တာမဟုတ်မိန်းမရောယောက်ျားရောနှစ်ယောက်စလုံးကဘုရားသခင်နဲ့ဒီလိုပြောလိုက်မယ်သားသမီးတော်ဆက်တယ်အာမင်ဒါပေမဲ့အယက်အရာရသားဟာလေလုယာသင်ရဲ့ဖြစ်ခြင်းကဘုရားသားအာမင်ဆိုတော့အဲ့ဒီအယက်အရာကိုတည်သွားဖို့အရင်ကြီးကြီးအဲ့ဒီအယက်အရာနဲ့လောကကြီးမှာအသက်ရှင်ဖို့အရင်ကြီးကြီးပြောအောင်ငါဘုရားသားဖြစ်တယ်အာမင်သင်ကဘာကြောင့်ဖျားသားလို့ခေါ်လို့ထိုက်တန်သွားတာလဲဆိုတော့ပထမတစ်ချက်ကယေရှုခရစ်တော်အားဖြင့်အာမင်ဘယ်သူအားဖြင့်လဲယေရှုခရစ်တော်အားဖြင့်သင်ဟာဖျားသခင်ရဲ့နေပယ်ထဲမှာဗိသိက်ခံရတော်သူတနည်းအားဖြင့်ဖျားသားဆိုတဲ့အဓိပ္ပာယ်က तू က anointed ဗိသိက်ခံရတော်သူဖြစ်သွားတာဒီနာတငယ်ချင်းပြောရအောင်သင်ဟာဗိသိက်ခံရတော်သူဖြစ်တယ်ဟာလေလုယာတိယောနှစ်အပိုင်ငယ်20တိယောနှစ်အပိုင်ငယ်20မှာဘယ်လိုရေးထားလဲဆိုကျေးဇူးတင်တယ်တိယောနှစ်အငယ်20မှာဖတ်ကြည့်အောင်နည်းနည်းအေရောဖြစ်တယ်တင်နော်ပေါ်လာတင်တို့သည်တန်ရှင်းတော်မူသောဖျားဤလက်မှဗိသိက်ယေရှုတော်ကိုခံရ၍ခတ်သိမ်းသောအရာတို့ကိုသိကြ၏ဟာလေလုယာဖျားသခင်ရည်ရွယ်ချက်ကဗိသိက်ခံပြီးရင်ဘာမှမသိပဲနေဖို့အလိုရှိရဲ့ရည်ရွယ်ချက်မဟုတ်ဘုရားသခင်အလိုတော်ကယေရှုတော်အဖြစ်ဗိသိက်ခံပြီးရင်သင်ဟာဘုရားသခင်ရဲ့နေပယ်တွေကနက်နေတဲ့အရာတွေအားလုံးကိုသိခွင့်ရတော်သူဖြစ်တယ်အာမင်ဒါကြောင့်လေဘုရားသခင်ရဲ့သားတွေကိုဒီလောကကြီးစောင့်နေတာပေါ့ဘာမှမသိတဲ့သူဘယ်သူကစောင့်မှာလဲဟုတ်တယ်လေလောကကြီးကဘာကြောင့်ဘုရားသားတွေကိုစောင့်နေလဲဆိုဘုရားသားတွေကဘုရားရဲ့နေပယ်တွေကနက်နေတဲ့အရာတွေကိုသိတော်သူဖြစ်တော်ကြောင့်အာမင်ဆိုတော့သင်ဟာတန်ရှင်းသောဘုရားလက်ကဘာခံရတော်သူဗိသိက်ခံရတော်သူနော်အခုကဗိသိက်အရင်ခစ်စားရလေနော်ဆိုတော့ဟိုဆရာကြီးကဗိသိက်ကြီးရယ်ဒီဆရာလေးကတော့ဗိသိက်သိမ့်မကြီးတော့ငါတို့တော့မနာထောင်တော့ဒီဆရာလေးဆိုတော့ငါတို့စတော့မခံသေးဘူးဟိုဆရာကြီးဆိုတော့သွားခံလိုက်မယ်ဗိသိက်တွေအယောင်းဝယ်လုံးနေတာပေါ့ဆိုတော့ကျွန်တော်ပြောချင်တာဟုတ်ပါတယ်ဘုရားသခင်ကြီးမားစွာအသုံးပြုတဲ့နေပယ်မှာရောက်နေတဲ့ဆရာကြီးတွေအများကြီးရှိတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဝိညာဉ်နေပယ်ဆိုတာကကြောသားရင်သားမခွဲခြားဘူး
အာမင်ဂျေဇုတော်ဆိုတာကဟိုအတမ်းမခွဲတော့ဂျေဇုတော်ဆိုတာတညီတယ်ပဲတညီတယ်ပဲဂျေဇုတော်အဖြစ်ဗိသိက်ခံတဲ့သူကအခုဆရာကြီးဒေးဗစ်ကိုဘုရားသခင်အသုံးပြုတဲ့ဗိသိက်အတိုင်းသင်ပေါ်မှာလည်းအဲ့ဒီဗိသိက်ချင်းရှိတယ်အာမင်ယုံကြည်သူယေရှုခရစ်တော်အဖြစ်သင်ဟာဗိသိက်ခံရတော်သူအာမင်သင်ဟာဗိသိက်ခံရတော်သူဖြစ်တယ်ဂျေဇုတော်ထဲမှာသင်ဟာဗိသိက်ခံရတော်သူအာမင်ဘသူကမှကျွန်တော်တို့ထက်ဘယ်လိုခေါ်လဲနာတပြားမတောင်အာမင်ဂျေဇုတော်အားလုံးဟာဂျေဇုတော်ထဲမှာအားလုံးဟာဗိသိက်ခံရတော်သူတန်းတူညီတူအယိုက်အရာရှိတော်သူဖြစ်တယ်အာမင်ဆိုတော့ပထမတစ်ချက်အနေနဲ့တိယောဟန်ခရစ်ဝင်ခန်းကြီး1အငယ်7လောက်ကနေ7ငယ်7လောက်ဖွင့်ကြည့်အောင်ယောတစနေထိုသူကိုလက်ခံသမျှသောသူသည်ဟူသောကိုရောကိုယုံကြည်သောသူတို့အားဘုရားသခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူဒီနေ့အခုကနေစပြီးတော့ဘုရားသားလို့သင်ကြားလိုက်တိုင်းသင်ကောင်းတဲ့ထုတ်အောင်မှာ general ထုတ်လိုက်ဒီကြားမှပိုင်းခြားတဲ့အတွေးခေါ်ယူထုတ်လိုက်အဲ့ဒါ anointed ကိုပြောတာတော်ဆက်မှုကိုပြောတာဖြစ်တယ်အာမင်ဆိုတော့သင်ဟာယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တာနဲ့သင်ဟာဘုရားသားဖြစ်သွားပြီအာမင်ဖယားသားဖြစ်ဖို့အလူငွေထည့်လို့မရဖယားသားဖြစ်ဖို့ဆယ်ဖို့တဖို့မှန်လို့မရဖယားသားဖြစ်ဖို့အစာရှောင်လည်းမရဖယားသားဖြစ်ဖို့ဆူတောင်းခံလို့လည်းမရဖယားသားဖြစ်ဖို့တခုပဲလုပ်လို့ရတယ်အဲ့ဒါဘာလဲသလားစေလွတ်တော်မူသောယေရှုခရစ်တော်ကိုလက်ခံတာအာမင်ယေရှုဟာငါအပြစ်တွေအားလုံးအတွက်လက်ဝါးကားတိုင်းမှာအသေးခံတယ်အသွေးသွန်းတယ်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတော့ကိုသင်လက်ခံလိုက်သင်ဟာဖျားနဲ့တားဖတ်တော်သူဖြစ်သွားတယ်အာမင်ဆိုစက်တက်ကိုဖတ်ကြည့်စက်တက်မှာဘာပြောလဲဆိုတော့ဣသရေလတကယ်ကဘာမှာအတော်ဆုံးသိပ္ပံပညာရှင်တွေရှိတဲ့ဣသရေလကြည့်နော်အငယ်စက်တက်မှာသူတို့ကလေသူဒီမိမိဒေတာအရက်သူကြွလာတော့လေမိမိလူမျိုးတို့ဒီသူ့ကိုလက်မခံပဲနေကြ၏ကဘာမှာအရန်တော်တယ်ကဘာမှာအရန်ထက်မြက်ပါတယ်ဆိုတော့ smart ဖြစ်ပါတယ်ဆိုတော့ဣသရေလလူမျိုးတွေယေရှုလက်ခံလားလက်မခံဒါမဲ့သင်ကလက်ခံတဲ့အတွက်သင်ကပို့ပြီးတော့ပညာရှိတော်သူဖြစ်တယ်ဣသရေလအာမချာနဲ့ဣသရေလကျွန်တော်တို့အားချာအာမင်ဣသရေလယေရှုလက်မခံနည်းနည်းဒစိတ်တည်သားလောက်ပဲလက်ခံတယ်သင်ခက်တဲ့ဣသရေလအာမင်သင်ပရိညင်တဲ့ဣသရေလဖြစ်တယ်အာမင်ခဏနေကြရင်ရှင်းသွားလိမ့်မယ်ဆိုတော့ယေရှုခရစ်တော်အားဖြင့်သင်ရဲ့အရိုက်ရာပါလဲဖယားသားအပြစ်သားလုံးဝမဟုတ်တော့ဘူးခုနဆရာရှောင်ပြောသလိုအပြစ်ဆိုတာပါလဲဆုံးရှုံးခြင်းဒါဆိုဆုံးရှုံးခြင်းကဘုရားသားနဲ့ဆိုင်လားအာမင်ဒါကြောင့်မို့ဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ဖျက်ဆီးခြင်းဆိုတာဆုံးရှုံးခြင်းလားဟုတ်တယ်ပျက်စီးခြင်းဆိုတာဆုံးရှုံးခြင်းပေါ့ဒါဆိုဘုရားသခင်သားတော်ကိုယုံကြည်လက်ခံတော်သူဟာပျက်စီးခြင်းကသူနဲ့ဆိုင်လားဆုံးရှုံးခြင်းကသူနဲ့ဆိုင်လားဘုရားသားသမီးတွေကအောင်မြင်တော်သူတွေဖြစ်တယ်အာမင်ယေရှုခရစ်တော်ကိုသင်လက်ခံယုံကြည်လိုက်တာ ਨੇ ဒီခါကစဉ်းစားကြည့်နော်ဗြိဉ္ဉ်အဟောင်းထဲမှာရှိတဲ့ဣသရေလတော်တော်အောင်မြင်နေဆိုရင်ဗြိဉ္ဉ်အသက်မှာရှိတဲ့သင်ဘယ်လောက်တော့အောင်မြင်မလဲဗြိဉ္ဉ်အဟောင်းပဲယုံပြီးတော့ယေရှုကြွလာတော့လက်မခံတဲ့အဖွဲ့တွေအခုအောင်မြင်တယ်သူတို့တော့ဗြိဉ္ဉ်အဟောင်းနဲ့အောင်မြင်နေတယ်ဆိုရင်ယေရှုအပြည့်သင်ဟာသူတို့ထက်ပိုအောင်မြင်တော်သူဖြစ်တယ်ဆိုတော့ဘာကြောင့်မယုံနိုင်ရမှာလဲအာမင်ဟာလေလုယာဒါပေမဲ့အောင်မြင်တော်သူဖြစ်ဖို့က Facebook မှာ follower များတာနဲ့မဆိုင်အောင်မြင်တော်သူဆိုတာ bank account ထဲမှာတုံညတွေများတာနဲ့လည်းမဆိုင်အောင်မြင်တော်သူကအရာနဲ့ပဲဆိုင်
အာမင်ပြောရအောင်အယိုက်အရာယေရှုခရစ်တော်အားဖြင့်သင်ဟာဖယားသားဆိုတဲ့အယိုက်အရာကိုရတော်သူဖြစ်တယ်စာလံ80နှစ်အတိုင်းပြောရင်ပို့ပြီးတော့ရိုက်ခတ်သွားမယ်သင်ဟာဖယားပကတိအတိုင်းရှိတော်သူဖြစ်တယ်ဖျားသခင်စဖန်ဆင်းတော့အပြစ်သားဒီဇိုင်းဆွဲဖန်ဆင်းလိုက်တာမဟုတ်သူ့ဒီဇိုင်းနဲ့ဖန်ဆင်းလိုက်တာအဲ့ဒါသင်ဖြစ်တဲ့အတိုင်းသင်ဖြစ်သင်ရဲ့ဖြစ်ခြင်းကဖယားကဲ့သို့ဖြစ်တယ်အာမင်ဖယားသားဆိုမှတော့ဖယားနဲ့တူမဘောမွေးအဖေရဖြစ်မွေးလာတော့မမဲလေးဆို something wrong အဲ့ဒါလေဆိုဖယားသားလို့ပြောတဲ့အတွက်သင်ကဖယားနဲ့တတန်နဲ့ရှိတော်သူအခွင့်အာဏာအယအရာတကူအုပ်ဆိုးခြင်းဘိတ်သိက်နန်းစီတစီမမရောသင်ရှိတဲ့အရက်ကဖယားရှိတဲ့အရက်ကဲ့သို့ဖြစ်တယ်ဟာလေလုယာအာမင်ဆိုတော့လွယ်လွယ်လေးပဲယေရှုအားဖြင့်ငါတို့ကကြွယ်ဝတယ်လို့ဝန်ခံတဲ့အချိန်မှာတင်းအကောင့်ထဲမှာတော့၎င်းတင်းရဲ့ပတ်စံအိတ်ထဲမှာတော့၎င်းလုံးဝ minus ပြနေတဲ့အချိန်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ပြောအောင်ယေရှုအားဖြင့်ငါကြွယ်ဝတယ်ယေရှုအားဖြင့်ငါချမ်းသာတယ်ယေရှုအားဖြင့်ငါအောင်မြင်တယ်အဲ့လိုကြွေးကြော်နေတဲ့အချိန်မှာတချို့ကအဲ့ရထဲမှာဖြစ်ကောင်းဖြစ်နေမယ်တချို့ကအကျွေးတောင်းခံနေရတဲ့အချိန်ဖြစ်ကောင်းဖြစ်နေမယ်တချို့ကအောင်မြင်ဖို့မပြောနဲ့အိမ်ပြောင်းတော့အိမ်မှာမရှိတဲ့သူဖြစ်ကောင်းဖြစ်နေမယ်ဒါဆိုကျွန်တော်ဒီနေ့မှာမိကုန်းဖြတ်မေးလိုက်မယ်ယေရှုကိုယုံရင်သင်ပဲသွားမလဲဘယ်သွားမလဲကောင်းကင်နိုင်ငံကိုဝင်စားရမယ်ဒါဆိုကျွန်တော်မေးပြီသင်အချင်းကောင်းလို့လားကောင်းကင်နိုင်ငံအမေစကားကြီးကြီးပြောနေကောင်းကင်နိုင်ငံနဲ့သူကြတော့အချင်းကမကောင်းမနဲ့ကိုအချင်းမကောင်းတာကိုပဲသိရတော့နော်အချင်းမကောင်းတဲ့သင်ယေရှုယုံရင်သင်ပဲသွားမလဲလို့ကျွန်တော်မေးလိုက်တော့ဘယ်ဖြစ်လဲသင်အချင်းတွေကအချင်းရာနှုန်းပြမကောင်းဒါမဲ့သင်ယုံကြည်ခြင်းနဲ့သင်ပြောလိုက်တာပါလေအဲ့ဒါပဲလေယေရှုအဖြစ်သင်ကြွယ်ဝတယ်လို့သင်ဝန်ခံတဲ့အချိန်မှာသင် minus ပြကောင်ပြနေလိမ့်မယ်ဒါမဲ့သင်အရိုက်ရာကြွယ်ဝတယ်ယေရှုအဖြစ်ငါချမ်းသာတယ်လို့ပြောတဲ့အချိန်မှာ dribbling တန်းလန်းနဲ့ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါမဲ့သင်အရိုက်ရာအင်မတန်ချမ်းသာတယ်ယေရှုအဖြစ်သင်အောင်မြင်တယ်လို့ပြောတဲ့အချိန်မှာသင်ဟာဘယ်သူမှမသိတဲ့သူတယောက်ကုန်းကောက်ဆရာမရှိအောင်ဆင်းရဲနေတဲ့သူတယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါမဲ့သင်ရဲ့အရိုက်ရာအောင်မြင်တယ်အာမင်ကဲတင်ခြင်းအောင်မြင်ခြင်းကျမ်းမာခြင်းကြွယ်ဝခြင်းဆိုတာအဲ့ဒါအခြေအနေကိုပြောနေတာမဟုတ်အဲ့ဒါအရိုက်ရာငါသိရင်ကောင်းကင်နိုင်ငံရောက်မယ်ဒါမဲ့ကောင်းကင်နိုင်ငံနဲ့ထိုက်တန်တဲ့အကျင့်ရှိလားဘာကြောင့်ရောက်မှာလဲယေရှုခရစ်တော်ကိုယုံကြည်သောကြောင့်အာမင်ဒါကြောင့်ထိုသူကိုလက်ခံသမျှသောသူသည်ဟူသောကိုရောကိုယုံကြည်သောသူတို့ဟာဖျားသခင်သားဖျားသားဆိုတာကျွန်တော်တို့ကိုအဖွဲ့ချုပ်ကသတ်မှတ်ပေးလိုက်တာမဟုတ်ဖျားသားဆိုတာကျွန်တော်တို့ဂိုင်းချုပ်ကြီးတယောက်ကသတ်မှတ်ပေးလိုက်တာမဟုတ်ဘူးဗျဖျားသားလို့သတ်မှတ်ပေးလိုက်တာဖျားကိုယ်တိုင်အသိအောင်သားလို့သတ်မှတ်ပေးလိုက်တာအာမင်ဖျားသားဖြစ်ဖို့ကြိုးစားလို့မရဘူးဖျားသားဖြစ်ဖို့ယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့ယုံကြည်ခြင်းတစ်ခုပဲရှိဖို့လိုတာဖြစ်တယ်အာမင်သင်ဘလို့အခြေအနေမျိုးမှာပဲရှိနေပါစေသင်ဖျားသားပဲအာမင်မတော်တဆလဲကျသွားတယ်မဟုတ်သင်ဖျားသားပဲအာမင်မတော်တဆစိတ်ဆူဒေါသထွက်သွားတယ်ကွာကျွန်တော်ဆိုကားမောင်းနေဒေါသထွက်တယ်ထွက်မိသွားတယ်ဗောနော်ကွာဘလူးမောင်းလာချက်ချင်းမဟုတ်ငါဒေါသထွက်သွားပြီမယ်ငါဖျားသားပဲအာမင်ဘာလို့ငါအကျင့်ကြောင့်ဖျားသားဖြစ်ခဲ့တာမဟုတ်လေငါယုံကြည်ခြင်းကြောင့်ဖျားသားဖြစ်ခဲ့တာယေရှုကြောင့်အာမင်စာရန်ဘလူးလာလဲစားလဲဆိုမ
မင်းခုနဒေါသထွက်သွားလေမင်းဘလို့ဖြစ်လို့ဖျားသားလို့ဝန်ခံနေရတာလေတချို့ကလည်းအဲ့လိုပြောတတ်တယ်ဟင်ဖျားသားနဲ့ပုံစံကြည့်ရတောက်လည်းမကြိုးမအဲ့လိုပြောတဲ့သူတွေမှာသင်မပါစေနဲ့ဖျားသခင်တော်မှာယေရှုကိုလက်ခံယုံကြည်ပြီးတော့အဲ့သူတယောက်တန်ဖိုးထားပြီးတော့သူ့သားသမီးအဖြစ်လက်ခံထားပြီးရင်သင်ကဖျားထက်ဘယ်နှလားကြီးနေလို့လဲအာမင်ဖျားသားဆိုတဲ့အရာရာအခြေအနေတွေအချိန်ခါတွေကြောင့်ပြောင်းလဲသွားခြင်းလုံးဝမရှိတဲ့အရာရာဖြစ်တယ်ဖျားသားဆိုတဲ့ quality ကဘယ်အခြေအနေမျိုးမှမဆိုလုံးဝမလျော့သွားတဲ့ quality ဖြစ်တယ်အာမင်လုံးဝ high quality high တော့မှ high end quality amen so ဒီမှာကြည့်သင်ဟာယေရှုခရစ်တော်ထဲမှာဖျားသားဖြစ်ခေါ်ခြင်းခံထားရတဲ့သူသင်ကဖြတ်စည်းခြင်းခံရမယ့်သူမဟုတ်ပြောရအောင်ငါဖြတ်စည်းခြင်းခံရမယ့်သူမဟုတ်ငါဖြတ်စည်းမယ့်သူအာမင်အာမင်ဟုတ်တယ်သင်ကတိတ်ကြောက်ဖို့ကောင်းတဲ့သူသင်ကအသွားပါတဲ့ယန္တရားတဲ့သင်ကအသွားပါတဲ့ယန္တရားတဲ့တခါအိမ်မှာတရက်တီးလီအောင်လုံးဝမပြတ်ဘူးဘယ်ပြတ်မလဲသွားတော့ပါတယ်မထောက်တုံးနေတယ်အသွားလဲပါတယ်ထက်တဲ့ဓာတ်လည်းဖြစ်ဖို့လိုတယ်အာမင်ဟာလေလုယာဆိုတော့ဒီမှာကြည့်ကျွန်တော်တို့ခရစ်ယာန်တော်တော်များများဘလို့ယုံကြည်မှုရှိလဲဆိုတော့နေမကောင်းဖြစ်သွားအာငါစာတန်လှုပ်တာဒုက္ခရောက်သွားစာတန်လှုပ်ပြန်ပြီကျွန်တော်ပြောပြမယ်သင်ကိုစာတန်လုံးဝထိလို့မရအောင်နော်စာတန်အကြောင်းသိ meditate မလုပ်နဲ့တက်ကနေဆိုရင်တယောက်ယောက်သတိရသွားတဲ့အချိန်မှာထိတ်ဆုံးအောင်ဆိုစာတန်သင်သတိရမှာသူ့မဟုတ်ဘူးသင်အရက်ရောက်သင်သတိရမှာအာမင်ကိုအရက်ရောက်ကိုသတိမရဘဲနဲ့အဲ့ဂျုံနှချောင်းနဲ့ကောင်းမယ်တော်သတိရမဟုတ်ဒီမှာကြည့်ဖျားသားတွေဖျားသခင်ဘာအတွက်ခေါ်ရလဲတိယော3ငယ်8မှာဖတ်ကြည့်တိယော3ငယ်8မှာမာနတ်သည်ရှေးဥစွာမှစ၍ဒုစရိုက်ကိုပြုတော်သူဖြစ်တော်ကြောင့်အကျဉ်သူသည်ဒုစရိုက်ကိုပြု၏ထိုသူသည်မာနတ်နှင့်ဆိုင်မာနတ်အမှုတို့ကိုပယ်ဖြတ်ခြင်းငါဖယားသခင်ဤသားတော်သည်ထင်ရှားပေါ်ထွန်းတော်မူ၏ဟာလေလုယာဖယားသားတွေကမာနတ်ပယ်ဖြတ်တာကိုခံမှုပေါ်လာလားမာနတ်ကိုပယ်ဖြတ်မှုပေါ်လာလားအာမင်သင် identity ကိုသင်သိသွားပြီဆိုလို့ရှိရင်သင်ဟာဖြတ်စည်းခံရတဲ့သူမဟုတ်တော့သင်ဟာမာနရဲ့အမှုရာတွေကိုပြန်ဖြတ်စည်းမဲ့သူဖြစ်သွားပြီအာမင်သင်ကဖြတ်စည်းခံမဲ့သူမဟုတ်တော့ဘူးဟာဒါရီဖြစ်သွားအဲ့ဒါစာတန်ကြောင့်မာနကြောင့်မဟုတ်ဘူးသင်အရက်ရောက်သင်ဒီကလေးလို့သင်အရက်ရောက်သင်ကြည်ညာသင်ကဖျားသားဖြစ်တယ်သင်ကိုပယ်ဖြတ်ဖို့မာနကဘာမှမတတ်နိုင်တော့သင်ကသာသင်အရက်မတိလို့သူ့ကိုမပယ်ဖြတ်နိုင်တာဟာလေလုယာဒီနေ့စပြီး meditate လုပ်ရလေဟာစာတန်ငါ့ကိုလုံနေပြီထင်တယ်ငါနာစီးသွားတာစာတန်ကားတိုင်းတော်တကူအားဖြင့်ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်မှုအားဖြင့်စာတန်ကိစ္စအားလုံးပြီးသွားပြီယုံနာတွေမမောက်ဘူးလို့တဲ့ယေရှုအားဖြင့်ငါဟာဖယားသားငါ့ကိုအဘယ်စာတန်ရဲ့မီးနဲ့လက်နဲ့ကမှထိလို့မရအာမင်ဒီလိုယုံနိုင်တော့ဒီဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေဆိုတော့ဒီယေရှုခရစ်တော်အားဖြင့်ဖယားသားဖြစ်ခြင်းကိုရှင်းသွားပြီဆိုလို့ရှိရင်နောက်ထပ်ဖယားသားအရာရာတစ်ခုကျွန်တော်ဒီညမှာထပ်ပြောခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဘသူအားဖြင့်လဲဆိုတော့ယေရှုခရစ်အားဖြင့်ကျွန်တော်တို့ဟာဖယားသားဖြစ်သွားပြီးသားဆိုရင်ဘာရလဲCome on ဘိနာတငယ်ချင်းပြောသင်ဟာအမွေရတော်သူဖြစ်တယ် Hallelujah Amen ဂလာတိ
3အငယ်29မှာဂလာတိ3အငယ်29မှာသင်ဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လိုက်တဲ့အတွက်သင်ဟာခရစ်တော်နဲ့ဆိုင်တော်သူဖြစ်သွားပြီအာမင်ခရစ်တော်သင်နာမည်ကိုမင်းသိတယ်တဲ့အာမင်တစုံတစ်ယောက်ကခြံဝင်းနဲ့ဝင်လာပြီးတော့အော်ဘယ်ဘာလုပ်လဲလို့လာမင်းသိတယ်လို့မျိုးသိတယ် come on ဝိညာဉ်နဲ့ပဲမှာယေရှုကတင့်နာမည်ကိုသိတယ်။ဘာကြောင့်လဲဆိုတော့သင်ကသူ့ကိုလက်ခံထားလို့လူရှိဖျားရှိမှာသင်ကသူ့ကိုဝန်ခံထားလို့ तू ကလည်းသင်ကိုဝန်ခံမယ်။ဒါကြောင့်သင်နဲ့ခရစ်တော်နဲ့ဆက်ဆိုင်တော်သူဖြစ်တယ်။ကျွန်တော်တို့တန်းစီစကားနဲ့ပြောမယ်ဆိုရင်သင်နဲ့ခရစ်တော်နဲ့အပတ်သက်တယ်အပိုင်စားတယ်။ဒါတန်းစီစကားဒါရောက်အဲ့ဒါတော့မထီနဲ့ငါအပိုင်စားငါပတ်သက်အဲ့လိုရှိတယ်ထောင်ထဲမှာလေထောင်ထဲမှာဒီဥလူနီလန်းဆိုတာဒါကျွန်တော်အပိုင်စားဥလူနီလန်းနဲ့တည်းရောက်ထောင်ကြလာကြည့်တော့ထီလို့မရအောင်ပေါ်ကြီးနဲ့တွေ့တော့မယ်ရဲလိုမျိုးဝိညာဉ်နယ်ပယ်ထဲမှာလေယေရှုကသင်ရဲ့အပိုင်စားအပတ်သက်သင်ကိုလေစာတန်လေနှက်ဆောင်နေတော့ထိုးလို့မရအာမင်သင်ရတာသင်အရာမသိလို့သင်အပိုင်စားရဲ့သင်ကိုပေးထားတဲ့အရာမသိလို့ခံနေရကျွန်တော်လည်းအဲ့လိုပဲတတိခံတာနော်ထောင်ထဲဆက်ဆက်ရောက်သွားကြည့်ကျွန်တော်အပိုင်စားတယောက်ရှိတယ်ဥခိုင်နဲ့သူမာရတယ်ထဲရောမင်းကနာမည်ပြောလိုက်အမေသားသူများတန်းစီရနော်ကျွန်တော်တော့မတန်းစီဘူးရှေ့သွားတယ်ဟဲ့အမေတန်းစီလေဥခိုင်လွတ်လိုက်တာအော်အေးဟုတ်ပြီတဲ့ပြီအိုးထောင်ထဲမှာသူ့အပိုင်စားနဲ့သူရှိတယ်မို့တော့ထောင်ထဲအကြောင်းနေတာဝေးဘူးတူတာပြောပြတာဒီလိုပဲဝိညာဉ်နယ်ပယ်ထဲမှာသင်ကဖယားနဲ့ပတ်သက်ဆက်ဆိုင်တဲ့အပိုင်စားသင်ကဖယားနဲ့အပတ်သက်ရောငါဖယားသားစာတန်ပြောလိုက်ငါဖယားသားငါဖြစ်သည့်အတိုင်းငါဖြစ်တယ်ငါဖယားသားမင်းငါ့ကိုလာ twist မလုပ်နဲ့မင်းအပြစ်သားပါမင်းခုနမအားနေချက်တွေရှိတယ်လေစာရန်လာ twist တယ်နော်မင်းပြန်ပြောလိုက်ဘယ်လိုပြန်ပြောရမလဲငါဖြစ်သည့်အတိုင်းငါဖယားအာမင်ဟာလေလုယာဒါကြောင့်သင်ကခရစ်တော်နဲ့ဆက်ဆိုင်သွားလို့ရှိရင်အမျိုးပြောင်းသွားပြီသင်ကလီဆူမဟုတ်တော့အမလီဆူဖွဲ့တင်သွားပြီကျွန်တော်လည်းကင်ရင်မဟုတ်တော့သင်လည်းကချင်မဟုတ်တော့အာမင်သင်ပဲတိုင်းသားမဟုတ်တော့ဒီလိုပြောလို့တိုင်းသားတွေကို blame တာမဟုတ်ဘူးနော်တိုင်းသားဆိုတာက10ယောက်မှာ9ယောက်ကအကုန်လုံးကခရစ်တော်မရခင်နတ်စားတွေကြီးပဲဟုတ်တယ်လေနတ်စားတွေဒါမဲ့သင်ခရစ်တော်နဲ့ဆက်ဆိုင်သွားတဲ့အခါမှာသင်ကတိုင်းရင်းသားရဲ့ရိုးရာကျင့်ခြင်းအမင်္ဂလာနဲ့မဆိုင်တော့ဘူးအာမင်ကျွန်တော်တကယ်တက်တည်ခံကျွန်တော်မပြောင်းလဲခင်ကရင်နဲ့တက်ကူဆိုအရင်ပြောတာကောင်းရင်ပေါင်းနေစားလိုက်ဘောလုံးနေကန်လိုက်နေပါလေသုံးဆောင်လိုက်ချောတိုင်းတက်လိုက်တခါမှမနဲ့အစောကြီးမထားတဲ့သူက9နိုင်ခွဲဆိုအလံသွားလေးပြူတာမဲတလားအေးအလံကြီးသွားလေးပြူဒါမဲ့လေခရစ်တော်နဲ့ဆက်ဆိုင်ခြင်းဆိုတဲ့အလင်းတခုကျွန်တော်အထက်အောင်ရောက်လာတဲ့ခါမှာကျွန်တော်တစ်သက်လုံး28နှစ်လုံးပျော်ခဲ့ပါတယ်ဆိုရယ်ကင်းနှစ်တကူကကျွန်တော်အတွက်လေခံစားလို့မရတော့ဘူးဗျာအဲ့အလိုင်းတက်လာတော့ဒီများတွေဥချတဲ့အချိန်မှာကျွန်တော်ကလေကျွန်တော်ကြည့်ငါရင်တော့ဘာစိတ်နေမြဥချခဲ့တာဘာလို့ဆိုအဲ့ကျွဲကြူလို့ဖားစီလို့ဆိုတာအဲ့ဒါလေဟိုဒါကရင်နဲ့တင်နဲ့ဆက်ဆိုင်တဲ့အရာတွေဖြစ်တယ်အဲ့ဖားစီမှာဆိုဖားပနက်ကောင်လည်းမသိပါတယ်ပြီးတော့အင်းကွက်တွေဘာညတ်တော့တကအဲ့ဒါတွေကကျွန်တော်တို့အာဗြဟံနဲ့ခရစ်တော်နဲ့ဆက်ဆိုင်ပြီးတော့အာဗြဟံအမျိုးဖြစ်သွားတယ်အဲ့ဒါကြီးမခံစားတတ်တော့ဒီလိုပြောလို့အဲ့ဒါတွေကြောက်နေတာမဟုတ်ဘူးဟာဖားစီပါတယ်ကျွဲကျူပါတယ်တော့ကြောက်နေတဲ့အထက်မှာလည်းမပါဘူးအကုန်လုံးကြော်ခွာသွားဟာလေလုယာအာမင်အဲ့လိုပြောလို့နတ်နဲ့ပတ်သက်တဲ့အရာတွေကိုတချို့ကအရင်ပြန်ကြောက်နေတာရှိတယ်မကြောက်နဲ့တင်းအရရအောင်ဘယ်အရာကမှလာပြီးတော့ထိကပါကြီးကပါလှုပ်လို့မရအောင်တချို့ဆိုခင်အင်ကြီးမဝိုးရအောင်ဆိုတဲ့စီကံထုတ်ထားတဲ့အဖွဲတွေပါရှိတယ်အဲ့လိုထိတော့မသွားပါမလို့
တင်ကရှုံးနေတော်သူမဟုတ်တင်ကဖြက်စီးခံမဲ့တော်သူမဟုတ်တင်ကအောင်မြင်တော်သူတင်ကဖြက်စီးမဲ့သူပယ်ဖြတ်မဲ့သူဖြစ်တယ်ဟာလေလုယာအာမင်ခရစ်တော်နဲ့ဆက်ဆိုင်လင်တင်တကောင်စင်းပြောင်းသွားပြီအာဗြဟံဤအမျိုးတင်ကတင်ဘယ်အမျိုးကပဲလာအမျိုးပြောင်းသွားပြီခရစ်တော်အဖြစ်အာဗြဟံအမျိုးဂတိတော်အတိုင်းအမွေခံပြောရအောင်အမွေခံဂတိတော်အတိုင်းအမွေခံဆိုတော့ဂတိပေးတာပြီးသားဒီအာဗြဟံကိုတားစင်မြေဆက်ဂတိပေးမယ်လို့ဘုရားဂတိပေးတာပြီးသားမကြခင်အဲ့တချင်းအောင်ကျွန်တော်ဆွဲမယ်နော်လာမယ်နော်ဆရာစောတာရဲ့တားစင်မြေဆက်ဆိုတဲ့တချင်းဒီနေ့ပါတရာဘန်ကောက်မှာအန်စင်းဆွဲသွားတာဟုတ်မတိတော့ဘူးလို့ပြနေတယ်အဲ့လိုရပြီဒီခေါက်ဆိုတော့နောက်ဆိုရင်ကျွန်တော်တို့အမွေခံရတဲ့အကြောင်းတွေဂတိတော်တွေကအရက်အရာတွေပဲချီးမွမ်းတော့မယ်အာမင်ဆိုတော့ကျွန်တော်ဆုတောင်းတာကြားဘူးလိမ့်မယ်အစ30အစ60အစ100ခုနှစ်စအစ100ကြားဘူးလိမ့်မယ်ကျွန်တော်ပြောပြမယ်တင်ဖျားသခင်ကောင်းကြီးပေးခြင်းနဲ့အစအထောင်အာမင်တင်ဖျားသခင်ကောင်းကြီးပေးခြင်းနဲ့အစအထောင်Deuteronomy ကိုဘာမှလို့ခေါ်လဲ Deuteronomy တရားဟောလားတရားဟောတဲ့အငယ်7ကိုဖွင့်ကြည့်တရားဟောရကြခန်းကြီး1ငယ်7အဲ့မှာဂတိတော်အတိုင်းအမွေခံဆိုတဲ့အဓိပ္ပာယ်အဲ့မှာသင်တို့အဖအများကြီးဘုရားသခင်ထာဝရဘုရားသည်သင်တို့ကိုအစအထောင်အဖြစ်များပြားစေတော်မူပါစေသောဂတိတော်ရှိသည့်အတိုင်းကောင်းချီးပေးတော်မူပါစေသောဘိနာတကယ်ချင်းလက်တင်ပြီးပြောရအောင်သင်တို့အဖအများကြီးဘုရားသခင်ထာဝရဘုရားသည်သင်တို့ကိုအစအထောင်အဖြစ်များပြားစေတော်မူပါစေသောဂတိတော်ရှိသည့်အတိုင်းကောင်းချီးပေးတော်မူပါစေသောအာမင်အာမင်ခရစ်တော်နဲ့ဆက်ဆိုင်အဲ့ဒီသူဟာကောင်းချီးခံစားရတော်သူယာနုံပြည့်ဖြစ်သွားပြီ You are blessed အာမင်ဘယ်လို blessed မှာလဲတလား 1000 times ဒီမှာဗမာစကားအပူမိုက်တယ်အစ1000မဟုတ်ဘူးနော်အထောင်1000ဆိုရင်ကန့်သက်ရှိတယ်အထောင်ကြတော့အာမင်အထောင်ဆိုတာဘုရားသခင်အသင်ကိုအမြောက်လက္ခဏာနဲ့ကောင်းကြီးပေးခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အထောင်ရေးကြီးရှားခဲ့အတုပ်အဲ့ဒါကိုပြောတာမဟုတ်ဘူးနော်AR တဟဲ့ဖွယ်အထောင်ဆိုတဲ့အဓိပ္ပာယ်အမြောက်လက္ခဏာနဲ့ဘုရားသခင်ကောင်းကြီးပေးခြင်းတာဒါကြောင့်ကျွန်တော်ရဲ့မြင်နေရပြီတခြင်းထဲမှာလေဆုံးရှုံးသွားတာမှန်သမျှအစအထောင်လို့ကျွန်တော်ရေးတာနည်းနည်းမားသွားတာကွာဆိုတထောင်မဟုတ်အထောင်အာမင်ပြောအောင်ဆုံးရှုံးသွားတာမှန်သမျှယေရှုအားဖြင့်အစအထောင်ပြန်ရမယ်ယုံတဲ့သူတွေအာမင်ထူရအောင်ဟာလေလုယာအာမင်တကယ်အစအထောင်ပြန်ရတယ်မိတ်ဆွေကျွန်တော်2018ခုနှစ်လောက်မှာသူများလိန်တာခံရတယ်သူများလိန်တာခံရတယ်300လောက်နော်ပါသွားတယ်ဒါနဲ့တခုခုငွေရှင်းရတော့မယ်ဆိုရင်အဲ့လူမျက်နှာပဲမြင်အောင်နေတာဖျားတဲ့ခင်မမြင်အောင်ဖျားမအားကိုတတော့300အဲ့တယောက်မျက်နှာပဲမြင်အောင်200ရှုံးသွားနော်200ရှုံးသွားဒါမဲ့ကျွန်တော်တရက်ကြတော့ဆူတောင်းတိုင်းဒီတယောက်မျက်နှာပဲမြင်နေဆိုတော့မဟုတ်တော့ဆူတောင်းကျွန်တော်ဆူတောင်းပြီးတော့
သူခွတ်လွတ်တယ်ဆိုကျွန်တော်ရှော့ပေးလိုက်တယ်ရှော့ပေးလိုက်တဲ့ချိန်စပြီးတော့ဘုရားသခင်ကောင်းကြီးပေးတယ်အာမင်ကျွန်တော်ဖောင်ကြီးမှာစုတောင်းချန်တွေပါစောက်အားလုံးမောင်စင်းပိတ်လိုက်တာ3,200ကျော်ပြန်ပြီးတော့ဘုရားသခင်ကောင်းကြီးပေးတယ်အာမင်အာမင်ဆုံးရှုံးသွားတာတွေမရှိဘူးမဟုတ်ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးသင်အမြောက်လက္ခဏာနဲ့မျောလင့်တတ်ပါစေအာမင်ဆုံးရှုံးသွားတာမှန်သမျှကျိုင်းတောင်ကိုက်စားသွားတဲ့အရေးအတွက်မှန်သမျှအထောင်ဘုရားသခင်ပြန်ပေးမယ်အာမင်အာဗြဟံရဲ့ကောင်းကြီးကသူများသူ့ကိုလာပြီးတော့နှုတ်ယူသွားလေလေသူ့ကိုဘုရားသခင်ကပိုကောင်းချီးပေးလေလေသူများသူ့ကိုအနိုင်ကျင့်လေလေဘုရားသခင်ကသူ့ကိုကောင်းချီးပေးလေလေဖြစ်တယ်အာဗြဟံကောင်းကြီးကအဲ့ထားဒါကြောင့်တချို့သောလက်စားမှုတွေဝင်လာတဲ့အခါမှာသင်စိတ်မပြတ်နဲ့အဲ့ဒါလေအာဗြဟံ anointing ဖြစ်တယ်တချို့သောဆုံးရှုံးခြင်းဝင်လာတဲ့အခါမှာလုံးဝစိတ်တမကြနဲ့အဲ့ဒါ multiply အဲ့ဒါအမြောက်လက္ခဏာနဲ့ကောင်းကြီးပေးဖို့ဘုရားသခင်ပြင်ဆင်နေတာဖြစ်တယ်အာမင်အပေဂလာတိဩဝါဒစာအခန်းကြီး3:26မှာအပေတို့နိဟုမူကသင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်သားဖြစ်ကြ၏ပထမတစ်ခေါက်ကျွန်တော်ပြောတဲ့ဘုရားသားထိုသူကိုလက်ခံသမျှသောသူတွေဟူသောကိုရောကိုယုံကြည်သောသူတို့ကဘုရားသားဒီတစ်ခေါက်ကျွန်တော်ပြောနေတဲ့သားကြတော့ယေရှုခရစ်တော်ကိုသင်ယုံကြည်လက်ခံလာတာနဲ့အမွေခံဘုရားသားဘသူရဲ့အမွေလဲဆိုအာဗြဟံပေါ်မှာထားတဲ့အထောင်အတောင်းဂတိတော်အမွေဟာလေလုယာအာဗြဟံပေါ်မှာထားတဲ့ဂတိတော်အမွေတင့်ပေါ်ဘုရားသခင်ကလွယ်ပြောင်းပေးတယ်ဘုရားသားအမွေခံဘုရားသားဖြစ်တဲ့တဲ့အာမင်ဆိုတော့အဲ့ဘုရားသားကိုလေထီလို့မရအောင်ကျွန်တော်ပြောပြမယ်ဒီမှာကြည့်ထွတ်မြောက်ရအခန်းကြီး4အငယ်21လောက်မှာဖတ်ကြည့်ထွတ်မြောက်4ငယ်21လောက်မှာဖတ်ကြည့်အောင်ထာဝရဘုရားကလည်းတင်ဒီအေဂဒုပြည်သို့တွား၍ရောက်လျင်တင်၌ငါအပ်သောအံ့ဖွယ်သောအမှုအလုံးစုံတို့ကိုဖာရောဘုရင်ရှေ့မှာပြလောဒါမောရှိကိုဘုရားသခင်ကပြောနေတာမင်းအေဂဒုပြည်ကိုပြန်သွားလိုက်ပြန်ပြီးတော့ရောက်တဲ့အခါမှာအံ့ဖွယ်တဲ့အမှုပြလိုက်စမ်းပါထို့သို့ပြတော်လေသူဤနှလုံးကိုငါခိုင်မာစေ၍သူသည်ဣသရေလလူတို့ကိုမလွတ်ဘဲနေလိမ့်မည်ကြည်စမ်းသူလဲတကူပြခိုင်းတယ်တစ်ဖက်မှာသူလဲလုံမာတာဘုရားသခင်ကနော်သူလဲတကူပြခိုင်းတယ်မောရှိကိုတစ်ဖက်မှာလဲဖာရောရဲ့တဲပင်းကိုသူပဲလုံမာထားတယ်ကျင်းသေးပြီတင့်ကိုအခွင့်အာဏာပေးထားတယ်တစ်ဖက်မှာလဲတင့်ကိုတတိုင်းတစ်ခုကာထားတယ်ဆိုကျင်းသေးပြီတခုခုပိတ်ဆို့တာခံရတယ်ဆိုကျင်းသေးပြီဘုရားသခင်ပြင်ဆင်ထားတဲ့အောင်မြင်ခြင်းကတာမန်မဟုတ်ဘူးဆိုတာကျင်းသေးနေပြီအာမင်သူဒီဣသရေလလူတို့ကိုမလွတ်ဖဲနေလိမ့်မည်ဖာရောဘုရင်ကိုလည်းထာဝရဘုရားကဣသရေလသည်ငါသားဖြစ်ဝါဒါကြောင့်ကျွန်တော်ခုနပြောသင်ကခေတ်သစ်ဣသရေလအာမင်ဣသရေလဆိုတာဘာတူလဲကဘာဦး30နှစ်မှာဣသရေလဆိုတာဘာတူလဲယာကုပ်အိမ်ငိုင်းလာမဟုတ်ဘောနော်ခရစ်တော်နဲ့အိမ်ငိုင်းရောစားတော့မျိုးသွားတာဟုတ်တယ်ယာကုပ်ဆိုတာလူလိန်နာမည်ကလိန်လေသောသူလို့အဓိပ္ပာယ်ဒါပေမဲ့တစုံတစ်ခုတော့ရောက်တဲ့အခါမှာဖခင်နဲ့နှစ်ပန်းလုံးတဲ့အခါမှာဘုရားသခင်နဲ့တော်၎င်းမင်းနဲ့တော်၎င်းပြန်၍နိုင်တော်သူဖြစ်သွားတယ်ယာကုပ်ကလေ तू ကဘသူနဲ့ပြန်နိုင်တယ်အကူနဲ့ပြန်တာလဲနိုင်တယ်ဦးလေးလိုရောက်ခမလိုတယောက်နဲ့ပြန်တာလဲနိုင်တယ်စတိုးရီစိတ်တွေနဲ့ပြန်လဲနိုင်တယ်နောက်ဆုံးဖယားနဲ့ပြန်တာတော့နိုင်တယ်ကြည်စမ်းအဲ့ကြောင့်ဘုရားသခင်ကလေ तू နဲ့ပြန်တာတော့နိုင်တဲ့အတွက်သူ့ကိုနာမည်ပြောင်းလိုက်တယ်
မင်းကိုဣသရေလလို့ငါနာမည်ပြောင်းမယ်မင်းကငါအစဉ်ကောင်းကြီးပေးမယ်ကြည်စမ်းကပောက်32မှာဘုရားပြောခဲ့တဲ့ဂတိတော်တိုင်းအမွေဆိုတာသင်ဘသူအချိန်ဘယ်အချိန်မှာရသွားလဲတလားယေရှုခရစ်တော်နဲ့ဆက်ဆိုင်တော်သူဖြစ်တဲ့အချိန်မှာသင်ရသွားပြီသင်ဟာအထူးကောင်းကြီးမင်္ဂလာခံရတော်သူခရစ်တော်နဲ့ဆက်ဆိုင်လင်အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ဂတိတော်အတိုင်းပြောရအောင်ဂတိတော်အတိုင်းယေရှု sorry ဘုရားသခင်ကယာကုပ်ကိုဂတိပေးတယ်မင်းကငါအစဉ်ကောင်းကြီးပေးမယ်ဟောလေကောင်းကြီးမပေးမလွတ်ဘူးဆိုတော့ပေါင်ကျိုးခံပြီးတော့ဖတ်တာ thank you ယာကုပ်ကြည်စမ်းသူ့ပေါ်မှာထားတဲ့ဂတိတော်သူ့ပေါ်မှာထားတဲ့ကောင်းကြီးမင်္ဂလာပရိညင်ဟာဒီနေ့ယေရှုခရစ်တော်အားဖြင့်သင်နဲ့ကျွန်တော်စီကိုစီးဆင်းလာပြီဒါကြောင့်ကျမ်းစာထဲမှာရေးတယ်သင်တို့ကငါယာကုပ်ရဲ့အမွေနဲ့ကျွေးမယ်ယာကုပ်ဆိုတာနာမည်ပြောင်းလိုက်တယ်ဘာလဲဣသရေလဣသရေလအားကြတဲ့အထက်မှာတကယ်ပြောတာကျွန်တော်မပါဣသရေလကျွန်တော်ပြန်အားကြတယ်ဣသရေလလူမျိုးတွေကောင်းကြီးရှိရဲဆိုတော့ဓမ္မဟောင်းမှာပြီးသွားပြီဒါပေမဲ့ဒီခေတ်မှာယေရှုခရစ်တော်အဖြစ်ကောင်းကြီးရှိတော်သူကသင်နဲ့ကျွန်တော်ဖြစ်တယ်ဘိနာတကယ်ကြပြောသင်ဟာအစဉ်ကောင်းကြီးရှိတော်သူဖြစ်တယ်ယာကုပ်ရဲ့အမွေနဲ့စားရတော်သူဖြစ်တယ်အာမင်ဆိုတော့ဓမ္မရေးတာအရန်ကောင်းတယ်ဣသရေလဒီငါသားဖြစ်နောက်တစ်ခုပါလဲငါသားဦးဖြစ်ဣသရေလဆိုတော့သားဦးမှမဟုတ်တာဣသရေလဆိုတာသူ့အကိုအေးသောစီကနေသားဦးရိုက်ရယူလာလိုက်တာပဲဟင်းတစ်ခွက်နဲ့လဲလိုက်တာသူကသားဦးရိုက်ရရတယ်ဆိုတော့ဣသရေလသားဦးဖြစ်တယ်ငါသားဒီငါအောင်ဝတ်ပြုသောအခွင့်ရှိစေခြင်းကလွတ်လော့မိုက်ရတော့အဲ့စကားမလွတ်ဘူးဟုညင်းလျင်တင်ဤသားဦးကိုပင်ငါကွက်မြက်မိဟုမိတ်တော်မူကြောင်းကိုစင့်ဆိုလို့ဟုမောရှေအားထားမလွတ်တော့တကယ်ကင်ပလိုက်ကျွန်တော်ပြောမယ်နော်တင်ကိုဘုရားသခင်ကလေအထီကိုမခံတာကျူစီတင်အမွေခံအယရာဘုရားသားအမွေခံအယရာရှိရတဲ့ဣသရေလကိုဘုရားသခင်ကြည်စမ်းအထီမခံမလွတ်နော်မလွတ်မင်းသားဦးတွေအကုန်ရှောမယ်ပြောတဲ့အတိုင်းတကယ်ရှောတာမိတ်ဆွေဝင်းမောင်မိုက်နယ်ပယ်ကတင့်ကိုလုံးဝထိလို့မရစင်းရဲခြင်းကတင့်ဆွဲချလို့မရဝမ်းနေခြင်းကတင့်ကိုအဆုံးတိုင်အောင်ဆွဲခေါ်သွားလို့မရတင့်ကိုဘုရားသခင်ကလွတ်စေပြီယေရှုခရစ်တော်အဖြစ်မောင်မိုက်တကူကနေလွတ်စေပြီဟာလေလုယာဣသရေလငါသားဖြစ်တယ်ဒီနေ့ခေတ်သစ်ဣသရေလဟာယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေဖြစ်တယ်သင်ဟာဘုရားရဲ့သားသမီးဖြစ်တယ်ဒါလည်းမကောက် तू ကငါသားဦးတယ်ပြောအောင်သားဦးဆိုတဲ့စကားလုံးကယေရှုခရစ်တော်ကိုလည်းပြန်သုံးတာတွေ့ရတယ်ဘာမှလဲဆိုတော့ကိုရိန္သုဩဝါဒစာပထမဆုံးခန်းကြီး15အငယ်20တစ်ကော15အငယ်20မှာယခုမူကားခရစ်တော်သည်သေခြင်းမှထမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အဦးသည်ဖြစ်တော်မူ၏အဦးသည်ဆိုတဲ့အဓိပ္ပာယ်ကသားဦးအာမင်သားဦးရဲ့အရိုက်အရာကိုသင်ကဘယ်အချိန်မှာရသွားတာလဲဆိုယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုသင်ကလက်ခံယုံကြည်လိုက်တဲ့အချိန်မှာအမွေခံဣသရေလသားဦးရဲ့အရိုက်အရာကိုရသွားပြီရသွားတယ် praise the lord သူကအဦးသီးအနေနဲ့ရှင်ပြန်ထမြောက်တဲ့အခါမှာသူ့ကိုယုံကြည်တဲ့သူတွေအားလုံးကအဦးသီးဆိုတဲ့စင်ရင်ဝင်သွားတာသားဦးစင်းဝင်သွားတယ်အာမင်သင်ဟာသားဦးဒီဟူသောယေရှုခရစ်တော်အားဖြင့်ဣသရေလရဲ့အယက်အရာကိုရရှိပြီးတော့လွတ်ချင်းခံရတော်သူအေဂုတုရဲ့တကောအောင်မှာမရှိတော့တော်သူအာမင်သားဦးအယက်အရာနဲ့အသက်ရှင်တော်သူဖြစ်တယ်
တင်းအရရတင်မမေ့နဲ့သားတော်ယူသားမဟုတ်သားဥရရဖြစ်တယ်အာမင်ဣသရေလသည်ငါသားဖြစ်ငါသားဥလည်းဖြစ်ဘုရားသခင်လုံးဝဣသရေလအတိမခံဒီလိုပဲယေရှုခရစ်တော်အားဖြင့်အာဗြဟံနဲ့ဆက်ဆိုင်တဲ့အခါမှာသင်ဟာဣသရေလခေတ်တဲ့ဣသရေလပရိညင်တဲ့ဣသရေလဖြစ်သွားပြီယုံကြည်သောသူတို့သည်ယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးမင်္ဂလာကိုခံရကြ၏အာမင်ဆိုတော့ပထမဖခင်သားအယရာကအပြစ်နဲ့မဆိုင်တော့တဲ့ဖခင်သားအယရာဖြစ်ပြီးတော့ဒီအခုကျွန်တော်ပြောနေတဲ့ဒုတိယဖခင်သားအယရာဖခင်သခင်အာဗြဟံဣဇက်ယာကုပ်တို့နဲ့ဖွဲ့ခဲ့တဲ့အယရာအမွေကိုရတော့ဖခင်သားအယရာဖြစ်တယ်ဟာလေလုယာအာမင်ငါဖခင်သားလို့ပြောတိုင်းဘယ်လိုသားလေးလဲမသိဘူးအဲ့လိုမျိုးမဟုတ်ပဲနဲ့အတိအကျသိနေဖို့ဝိညာဉ်တော်သင်အောင်စကားပြောပါစေယေရှုခရစ်တော်အပြင်သင်ဟာဖခင်သားယေဟူသားမဟုတ်သားဦးဣသရေလရဲ့ကောင်းကြီးနဲ့ပြေဝသောအမွေခံဖခင်သားဖြစ်တယ်အာမင်နော်ကိုနိုင်လည်းခွဲတော်မယ်ဆိုတော့ဏိဂျုံခုတ်ဏိဂျုံခုတ်တယ်ဏိဂုံချိုးဆိုတော့အာဗြဟံရဲ့အမျိုးကိုဘုရားသခင်ကောင်းကြီးပေးတယ်ဓမ္မကြီးဟေဘရဲခန်းကြီးနဲ့ငယ်16မှာဆိုဂရိတော်အတိုင်းအမွေခံဖြစ်တဲ့အတွက်ဂတိတော်ကဘသူ့ကိုပေးတာလဲဆိုအာဗြဟံပေးတာလေအာဗြဟံပေးတဲ့ဂတိဘုရားသခင်ခဏခဏဂတိမပေးဘူးကွာပေးခဲ့တဲ့ဂတိတွေကိုကျွန်တော်တို့ဆွဲထည့်လိုက်တာသူအာဗြဟံနဲ့ချုပ်ခဲ့တဲ့ contract တွေကိုကျွန်တော်တို့ထည့်လိုက်တာအာမင်ဆိုတော့ဓမ္မကြီးဟေဘရဲနဲ့16မှာဘယ်လိုရေးလဲအကြောင်းမူကားခရစ်တော်သည်ကောင်းကင်တမန်တို့ကိုမဆတော်မူသည်မဟုတ်အာဗြဟံအမျိုးကိုမဆတော်မူ၏ဟာလေလုယာသင်ဟာယုံကြည်ခြင်းရှိသွားတဲ့အခါမှာယုံကြည်သောအာဗြဟံနဲ့ DNA တူသောသူဖြစ်သွားတယ်ဒါကြောင့်ခရစ်တော်ကကောင်းကင်တမန်တွေကိုမဆတာမဟုတ်ဘူးလေအာဗြဟံအမျိုးတနည်းအားဖြင့်ဗြိဉ္ဉ်လူဂတိထားတော်မူတဲ့ black line ကိုဘုရားသခင်မဆတာအာမင်သင်ဟာယေရှုခရစ်တော်အားဖြင့်အာဗြဟံနဲ့အမျိုးတူတော်သူဖြစ်သွားတဲ့အခါမှာသင်မဆခြင်းအထူးခံရတော်သူဖြစ်တယ်သင်ဘက်မှာဘုရားသခင်ရှိပြီးတော့အမြဲတမ်းလွတ်စေမယ်ငါလူတို့ဒီငါအားကိုးကွယ်ခြင်းကလွတ်လော်ဘုရားသခင်ပြောတယ်မိုက်တယ်ဟေးသင်ကိုလွတ်ချင်းခွင့်ယေရှုခရစ်တော်အဖြစ်အပြည့်အဝပေးခဲ့ပြီသင်ဟာဖခင်သားသင်ဖြစ်တဲ့အရာရာကိုသင်သိပါစေဒါကြောင့်သင်ကြွေးကြော်မှာတခုကဘုရားသခင်ယေရှုတော်အတိုင်းငါဖြစ်တဲ့အတိုင်းငါဖြစ်တဲ့အတိုင်းဟာလေလုယာအာမင်နောက်ဆုံးတခုကဘာလဲဆိုတော့ယောမဩဝါဒခန်းကြီး8ယောမဩဝါဒခန်းကြီး8ငယ်14လောက်မှာဘုရားသခင်ဤဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသည်များသောသူတို့သည်ဘုရားသခင်ဤသားဖြစ်ကြ၏လက်ကုပ်တီးလျက်ဝိညာဉ်တော်ဘုရားနာမကောင်းချီးပေးအောင် Thank you Lord အကြောင်းမူကားသင်တို့သည်တဖန်ကြောက်ရွံ့တတ်သောကျွန်ဤသဘောကိုရကြသည်မဟုတ်အာမင်ဒီနေ့တကယ်ကြပြောမကြောက်နဲ့မင်းကျွန်မဟုတ်တော့အာမင်မကြောက်နဲ့မင်းကျွန်မဟုတ်တော့အာမင်အေဂုတုမှာရှိတဲ့ဣသရေလတွေကဗာလဲနှစ်ပေါင်း430အုပ်ဖို့ဖိုင်ရောမျက်နာလေးပဲကြည့်နေရတယ်ဒါပေမဲ့ဘုရားသခင်သူတို့ကိုအဲ့နေရာမှာထားလားမထောင်မောရှိအားဖြင့်ကြီးသောတကူတွေနဲ့ငါလူတွေကိုလွတ်လို့ပြောပြီးတော့တကယ်သူ့သားဦးကိုသူပြန်ဆွဲထုတ်တယ်ယူတော့မဆွဲထုတ်သူများသားဦးတွေတက်ပြီးဆွဲထုတ်တယ်ကျွတ်စီလူမိတ်ဆွေတင်းတစ်ဖက်ကရန်သူတွေကြံစည်တဲ့လက်နဲ့အပေတခုမှအထာမမြောက်စေရအောင်ဘုရားသခင်သင်ကိုမဆာမယ်သင်ဟာအာဗြဟံအမျိုး
အာမင်ခရစ်တော်သည်ကောင်းကင်တမန်တို့ကိုမဆတော်မူသည်မဟုတ်အာဗြဟံမျိုးဂတိတော်အတိုင်းအမွေခံတဲ့အမျိုးကိုမဆမယ်ဟာလေလုယာဟာလေလုယာငါတို့သည်ကြောက်ရွံ့တတ်သောကျွန်၏သဘောကိုရကြသည်မဟုတ်အဲကြောင့်ကြောက်တတ်တဲ့စိတ်တွေဖေရှားဖျားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုပေးတော်မူသည်မဟုတ်တကိုးပါသောစိတ်ရှင်းလင်းသောစိတ်ချစ်တတ်သောစိတ်ကိုပေးတယ်ငါတို့သည်sorry အဘအဖဟုခေါ်ရသောအခွင့်နှင့်သားဖြစ်ခြင်းသဘောကိုရကြ၏ပြောရအောင်အဘအဖအဲစကားလေးရင်ကြိုက်တယ်ကျွန်တော်တခြင်းထဲမှာတော့ထည့်ထားသေးတယ်ထောင်စင်သူနီနာမျက်ရှိနေတယ်အကပိချင်းနဲ့အမျက်ချနေတယ်အနိုင်မဲ့တဲ့မြတ်တာရှင်ကြီးမြတ်တဲ့သစ္စာသခင်ကိုယ်တော်သာအဘပါရှင်သခင်ဘာကြောင့်လဲဆိုတော့ဣသရေလလူမျိုးတွေရဲ့ mindset ထဲမှာဖျားဆိုတာအဖေလို့တွားခေါ်လို့လုံးဝမရတဲ့အနေထားကြီးတစ်ခုရှိတယ်ဒါကြောင့်ယေရှုခရစ်တော်အဲ့ဒီလက်ထက်မှာသူတို့ဘာကြောင့်မျက်မုံကျူးရလဲဆိုတော့ तू ခဏခဏအဖလို့ခေါ်ပြီးတော့သူကိုယ်သူသားလို့ခဏခဏပြောတဲ့အခါမှာဣသရေလတွေပါရီရှဲတွေဇတ်တုခဲတွေမခံစားနိုင်ဘူးမင်းလားလက်သမားသားအများဖယားကိုအဖေလေးပါလေးခေါ်လို့ဒါမဲ့ယေရှုကသူ့ရဲ့ identity သူဖြစ်ခြင်းကို तू လာကြည့်ညာဒီနေ့အဲ့ဒီသားဦးအရာရောက်တဲ့ကိုကြည်ညာဖို့ပေးခဲ့ပြီးဖြစ်တယ်အာမင်ယေရှုက तू ဖယားသားဖြစ်တယ်လို့လူတွေရှေ့မှာဝန်ခံတဲ့အခါမှာဣသရေလတွေမခံစားနဲ့မပြောပါနဲ့အဲ့စကားကြီးဖယားကိုအဖေလို့မခေါ်ပါနဲ့ရှော့ရှိတယ်ဓမ္မဟောင်းမှာဖယားကိုအဖေလို့ခေါ်ပိုင်ခွင့်လုံးဝမရှိဘူးဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်သင်ဟာဖယားကိုအဖေလို့ခေါ်ပိုင်ခွင့်ရှိတော့သူပြောရအောင်အဖေဆုတောင်းချက်ပါပြောင်းသွားအရင်တော့ဘလူးတောင်းလဲဆိုတော့ကျွန်တော်ကတလားကျွန်တော်တို့ဒီကျွန်ုပ်အမှုတော့တကယ် deep ဖြစ်သွားတဲ့ခါမှာဘာဖြစ်သွားလဲဒါကင်းနေဆိုဖူခွာပေါ့ဖူခွာလေးဒါလေးဒီလိုရှိတယ်စုတောင်းတယ်မှာယင်းစုတောင်းတဲ့နားထောင်လိုက်တာ ਨੇ ဘလောက်သူ့အဖေနဲ့ယင်းနီးလဲဆိုတာလေအတီးရဆိုကျွန်တော်ဆရာဒေးဗစ်တောင်းတယ်လို့ Daddy သူကလုံးဝ Hey ယေရှုခရစ်တော်အဖြစ်သင်ဟာဘုရားသခင်ကိုအကြီးမြတ်တဲ့ဘုရားကြီးကိုစัจ java လာမူးမီကိုဖန်ဆင်းအုပ်ဆိုးတဲ့ယာဝေထာဝရဘုရားကြီးကိုရဲတင်းခေါ်ရတဲ့ခွင့်ရသွားပြီအဲ့ဒါဘာလဲအဖေတဲ့အဲ့တော့ယေရှုက culture တွေလာ shock လုပ်တာ तू က Israel culture ကို shock ဖြစ်စေတာယေရှုပဲယေရှုက culture shock ကပေါ့ तू ကလေစုတောင်းချက်တင်ခိုင်းပါတယ်ဆိုထိတ်ဆုံးကကောက်တင်ပေးလိုက်တာဘာလဲသလားကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖာဘာကြောင့်လဲဆိုတော့အဲ့မှာတည်းတင်ပေးနေတာပထမတစ်ချောင်းမှာတည်းတင်ပေးလိုက်တာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖဖြစ်တဲ့အတွက်မြေကြီးပေါ်မှာရှိတာသင်ကဘာတူလဲကောင်းကင်အဖရဲ့သားကောင်းကင်ဘုံ၌ကိုလေအမေဖေတင်ပေးလို့သာငငယ်တဲ့ဆူလာပထမတစ်ချောင်းမှာတည်း identity ပါတော့မသိဘူးပထမတစ်ချောင်းမှာတည်းဖြစ်ချင်းပါတယ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့ဦးလေးမဟုတ်ဘူးအဖိုးလည်းမဟုတ်အဖအာမင်အဖလို့ခေါ်ပိုင်ခွင့်ရှိတဲ့ကျွန်တော်တို့ဟာသားအဖဆိုရင်အယက်ယာယေရှုကဆုတောင်းချက်မှာသင်ပေးတာဖြစ်တယ်ငါဖြစ်သည့်အတိုင်းငါဖြစ်ခြင်းကိုသင်သိသွားရင်ပြီးသွားပြီသင်ဖြစ်ခြင်းကဘာလဲဖယားသားအာမင်အဘအဖောက်ခေါ်ရတော့ခွင့်ရတော့ပြီဓမ္မဟောင်းမှာခေါ်ခွင့်ရလားခေါ်လို့မရဘူးဒါတော့အပြစ်သားဖယားကိုအဖေလို့ခေါ်ခွင့်လုံးဝမရှိဘူးဒါပေမဲ့ယေရှုခရစ်တော်အဖြစ်
ကျွန်တော်အဖေမရှိတော့ဘူးကျွန်တော်2016လောက်တည်းကကျွန်တော်အဖေဆုံးသွားဒါပေမဲ့ကျွန်တော်အဖေမရှိလို့မခံစားရအောင်အဖေဆုံးတော့လည်းကျွန်တော်မငိုဘူးတလားဒီလိုပြောလို့ကိုအိမ်မှာရှိတဲ့အဖေတွေကိုကြက်ကြက်ငယ်လောက်ကြအဲ့ဒါပြောတာမဟုတ်ဘူးအဖေဆုံးသွားတဲ့ခံစားချက်သိမှာပါအဖေမရှိတော့တဲ့သူတွေဒါပေမဲ့ကျွန်တော်အထင်မှာငါအဖေမရှိတော့ဘူးလို့မခံစားရအောင်ယာကုပ်ရဲ့အမွေနဲ့ငါ့ကိုကျွေးမွေးနေတယ်ငါအဖရှိတယ်ငါရဲ့ blood line ဟာယေရှုခရစ်တော်အားဖြင့်ဂတိတော်တိုင်းအမွေခံရမယ် blood line ပရိညင်လူ blood line ငါရဲ့ဖြစ်ခြင်းငါသိတယ်ငါဖြစ်သည့်အတိုင်းငါဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ငါရဲ့ဖြစ်ခြင်းငါသိတယ်လို့ကြေညာတာဖြစ်တယ်အာမင်ငါတို့သည်ဖျားသခင်သားဖြစ်ကြသည်ဟုကျမ်းစာကြည့်အောင်ယောမရှစ်အငယ်15လောက်ရောက်ပြီထင်တယ်ယောမရှစ်အငယ်14 15ပြီးကနေပြီနော်16ငါတို့သည်ဖျားသခင်သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့နဲ့ငါတို့၏ဝိညာဉ်နဲ့အတူသက်သေခံတော်မူ၏ဟာလေလုယာသင်ဖျားသားဖြစ်တယ်ဆိုတာပထမတစ်ချက်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံဒုတိယတစ်ချက်အာဗြဟံရဲ့ဂတိတော်အမွေတတိယတစ်ချက်တန်ရှင်သောဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းသင်ဖျားသားဖြစ်တယ်ဆိုတာတန်ရှင်သောဝိညာဉ်တော်သင်ဘက်ကသက်သေခံပေးတယ်အာမင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအတိခံတာပထမတစ်ချက်သင်ကယ်တင်ခြင်းရဖို့သင်ငယ်လွတ်ပြီသင်ငယ်သွားစရာမလိုတော့ဒါမဲ့အခုမတည်သေးဟုတ်လေယေရှုယုံရင်သင်ငယ်သွားစရာမလိုတော့ဘူးသေခြင်းအတွက်စိတ်ချမှုရှိသွားပြီရသွားပြီဒါမှမသိသေးဘူးဘယ်လိုလုပ်မလဲအဲ့ဒါတည်တော့ပြီးပြီကွာမတည်သေးလို့အခုလိုမျိုးစိန်ခေါ်မှုတွေခက်ခဲပြဿနာတွေကြုံတွေ့နေရတယ်တချို့ဆိုပြောတယ်ငါတည်တော့တည်လိုက်ချင်းဟုတ်ပါတယ်ယေရှုယုံလိုက်တဲ့အခါမှာတည်ခြင်းအတွက်စိတ်ချမှုရသွားတယ်ဒါမှမတည်သေးဘူးမတည်သေးတဲ့အတွက်ဘာလူလဲသလားတန်ရှင်သောဝိညာဉ်တော်လူတယ်အာမင်သင်မနှမိုးလင်းလို့မျက်စိနှလုံးပွင့်လာတယ်ငါမတည်သေးဘူးအေးအဲ့ဆိုသင်ဝိညာဉ်တော်လူတယ်အာမင်ဝိညာဉ်တော်ကသင်ကိုအချိန်တိုင်းနေ့ရက်တိုင်းစက္ကန့်တိုင်းနာရီတိုင်းမှာဘာ confirmation လုပ်ပေးနေသလားမင်းကဘုရားသားနော်မင်းကဖျားသားမင်းကဖျားသားမင်းကဖျားသားကြောက်တဲ့စိတ်တော်မင်းမှမရှိနဲ့မင်းကကြုံမဟုတ်ဘူးနော်မင်းကဖျားသားဝိညာဉ်တော်ကတင့်ကိုတင့်အထဲကနေအမြဲတမ်းနိုးဆိုနေစကားတစ်ခုအမြဲတမ်းကြားလိုက်မင်းကဖျားသားမတော်တဆနော်တင်မဖြစ်ချင်တဲ့အရာတွေဖြစ်သွားပါစေဦးဝိညာဉ်တော်အတန်တင်ပြန်နှားထောင်လိုက်တင်ဖျားသားတင်ဖျားသားကျွန်တော်ကြောင်းထပ်ပြောမယ်တင်ကဝိညာဉ်တော်အားဖြင့်ဖျားသားဝိညာဉ်တော်ရဲ့တသက်ထူခြင်းအားဖြင့်ဖျားသားတပြားမှမရောဆိုတော့အသက်ရှင်နေတဲ့မတည်သေးဘူးတည်ငယ်လွတ်ပြီဆိုတော့စိတ်ချမှုလေးရနေပြီဒါပေမဲ့မတည်သေးတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်နဲ့မိတ္တဟာရဖွဲ့ခြင်းတရှင်တော်ဝိညာဉ်တော်ရဲ့သွန်သင်ဆုံးမခြင်းကိုခံရတဲ့သူကဘုရားသားဖြစ်တယ်တဲ့အာမင်တရှင်တော်ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူမြတ်တော်သူတို့သည်ဘုရားသခင်သားဖြစ်ကြ၏ဟာလေလုယာအာမင်ဆိုတော့အဲ့ဒီသားတွေကဘာလဲဆိုတော့တာမန်လင်အမွေခံဘုရားသခင်အမွေခံဖြစ်ကြ၏လက်ခုပ်တီးလည်းဘုရားသခင်တော်ချီးမွမ်းရအောင်ဝိုးလောကမှာတင်းရဲ့မိဘတွေကတင်းကိုအမွေပေးခြင်းမှာပေးနိုင်မှာပေးခဲ့မှာပေးခဲ့လိမ့်မယ်
ဒါမဲ့ဝမ်းမနေပါနဲ့ဘုရားသခင်တင်အမွေပေးတယ်ဘာတူလဲတလားတန်ရှင်သောဝိညာဉ်တော်ဝိညာဉ်တော်ရရင်ပွဲသိမ်းသွားပြီဝိညာဉ်တော်ရရင်ဝိညာဉ်နယ်ပယ်တွေကအရာတွေအားလုံးတင်လက်ခံရရှိသွားတာဘာကြောင့်လဲဆိုအဲ့ဝိညာဉ်တော်နဲ့ပဲအရာအလုံးဖန်ဆင်းတာတင်ဝိညာဉ်တော်ရမှတော့တင်ကဘာမှထပ်မလို့တော့ဘူးဆိုတာအဲ့ဒါဖြစ်သွားတာဝိညာဉ်တော်ရသွားတာဝိညာဉ်တော်နဲ့ပဲယေရှုဆိုတာပရိသေတွေတည်လာတာဝိညာဉ်တော်နဲ့ပဲအရာအလုံးကြည့်လိုက်ဝိညာဉ်တော်မပါပဲဘုရားသခင်ဘာမှမလုပ်ဆိုတော့တင်းကိုဘုရားသခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံနေဆိုတာပထမတစ်ချက်သင်္ကယ်တခြင်းရဖို့ဒုတိယတစ်ချက်အင်မတန်မှတန်ဖိုးကြီးတဲ့အမွေဖြစ်တဲ့ဝိညာဉ်တော်ရဖို့အမွေခံဖျားတာဆိုအဲ့ဒီ Spirit of God တန်ရှင်တော်ဝိညာဉ်တော်ဆိုဖျားရဲ့ဝိညာဉ်ဖျားရဲ့ representative အဲ့လေကျွန်တော် English လို့ရန်ကောင်းတယ်နော်ဖျားရဲ့ကိုယ်စားလှယ်ကြီးအာမင်အဲ့ဒီဝိညာဉ်တင်ကိုပေးလိုက်တာလေအချိန်တိုင်းမှာဝိညာဉ်တော်ကတင်ကိုတက်တည်ခံနေတယ်မင်းကဘုရားသားကျွန်တော်ပြတော့ကျွန်တော် I'm loser လို့မဟုတ်ဘူးဝိညာဉ်တော်တင်ပတ်မှာတက်တည်ခံနေပြီမင်းကဘုရားသားဒီလောကကြီးကအဲ့ဒီဝိညာဉ်တော်အားဖြင့်မွေးဖွားလာမဲ့ဘုရားသားတွေကိုစောင့်နေတယ်အာမင်ဘိနာတကယ်ကြပြောမင်းကိုဘုရားလောကကြီးကစောင့်နေတယ်အာမင်ဟာလေလုယာဆိုတော့ဒီမှာစပတ်ကြီးတာမန်လေးအမွေခံဘုရားသခင်အမွေခံပြကြိုက်ခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းထိုသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရလေထိုသခင်နဲ့ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ဒီမှာနော်ဆင်းရဲဒုက္ခကိုခံရလေဆင်းရဲခြင်းဆိုတာမရှိဘူးမဟုတ်ပါဘူးရှိတယ်ဒါပေမဲ့တရားကြွယ်ဝတယ်ဒီမှာရေးထားတယ်ဆင်းရဲခံတာနဲ့ဆင်းရဲတာမတူဘာလဲဆင်းရဲခံတာနဲ့ဆင်းရဲတာနဲ့မတူဖျားသားသမီးရဲ့အယက်အရာမဆင်းရဲဘူးဒါပေမဲ့လိုအပ်ရင်ဆင်းရဲခံနိုင်တဲ့ quality ရှိတယ်ယေရှုကမဆင်းရဲဘူးအာမင်ကျွန်တော်မြန်မာပြည်ကိုသာသနာပြုခဲ့တဲ့ဆရာကြီးယူဒတန်ဆင်းရဲမယ်ထင်လားသူကဆင်းရဲလာခံတာကျွန်တော်မြန်မာပြည်ကိုနိုးထမှုတည်ဆောင်လာတဲ့ဆရာကြီးဒေးဗစ်ဆင်းရဲမယ်ထင်လားမဆင်းရဲဘူးသူဟိုမှာဗာလဲကြက်စင်တွေတကောင်မလို့ရတဲ့ပတ်စံတွေစုလာပြီးတော့လာတရားဟောတာလာဆင်းရဲခံဒါပေမဲ့အဲ့ဒီဆင်းရဲဒုက္ခကိုယေရှုကိုယ်တိုင်လည်းမဆင်းရဲသူကိုယ်တိုင်ခံခဲ့တယ်ဟေးတင်းအခုလက်ရှိအခြေအနေကချွတ်ချုံကြတဲ့အခြေအနေဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒါခဏပဲအဲ့ဒါတင်းအရာအမှန်မဟုတ်ဆင်းရဲခြင်းခဏပဲအာမင်ပြောရအောင်ဆင်းရဲခြင်းခဏပဲအာမင်ဆင်းရဲခံရတဲ့အချိန်လေးပဲရှိတာဒါပေမဲ့တင်းရဲ့အရာကျွေဝတယ်ပြောရအောင်ယေရှုအားဖြင့်ငါဟာကျွေဝတော်သူအာမင်ယေရှုအားဖြင့်ငါဟာကောင်းကင်နိုင်ငံကိုဝင်စားခွင့်ရှိတော်သူအာမင်အဲ့ဒါအတိတ်ပဲတူပဲလေအပြစ်သားတယောက်ကကောင်းကင်နိုင်ငံဝင်မယ်လို့ကြွေးကြော်တာအပြစ်နဲ့ပြည့်နေတဲ့သူကကောင်းကင်နိုင်ငံဝင်မယ်လို့ကြွေးကြော်လိုက်တဲ့အတိတ်ပဲကဘာလဲလောလောဆယ်ပတ်စံအိတ်ထဲမှာတပြားမှမရှိတဲ့အချိန်မှာကြွေဝရတယ်လို့ကြွေးကြော်လိုက်တာ ਨੇ အတူတူပဲဟာလေလုယာကြွေဝခြင်းဆိုတာအခြေအနေမဟုတ်အရာဖြစ်တယ်လောကရဲ့ဘုံစည်းစိမ်ကအကောင့်လုပ်လို့ရတယ်ဘုရားသခင်ပေးတဲ့ကြွေဝခြင်းရည်တွက်လို့မရဘူးအာမင်ဒါကြောင့်သင်ဟာယေရှုခရစ်တော်အားဖြင့်ဘုရားသားအာဗြဟံရဲ့ bloodline နဲ့ချိတ်ဆက်ခြင်းခံရတဲ့အမွေခံဘုရားသားအင်မတန်မှ
တကူဘိတ်သိက်ချင်းကြီးမားတဲ့တန်ရှင်းသောဝိညာဉ်တော်ကိုရထားသောဖခင်သားဖြစ်တယ်အာမင်ဒါကြောင့်တင့်ကိုဘုရားသခင်ကယေရှုခရစ်တော်အဖြစ်ဘိတ်သိက်ပေးလိုက်ပြီအဲ့ဒီဘိတ်သိက်ချင်းအရာရာပါလေဖခင်သားနောက်ဆုံးကျမ်းပိုက်တစ်ပိုက်ကိုဖတ်ပြီးတော့ရှေ့ရဲ့နေရာမှာကျွန်တော်မတ်တက်ထားပြီးတော့ဝန်ခံရအောင်နိကောခန်းကြီးတဲ့အငယ်21ကနေဝန်ခံရအောင်နိကောခန်းကြီးတဲ့အငယ်21တင်တို့နေငါတို့ကိုခရစ်တော်၌တည်စေ၍ပိတ်သိက်အဲ့ဒီပိတ်သိက်ရပါတယ်ဖယားသားဆိုရအရာရာပိတ်သိက်ဝါတင်းကျွန်တော်လက်တင်လို့ပိတ်သိက်ရသွားတာမဟုတ်ဘူးနော်တချို့အဲ့လိုတချို့ကျွန်တော်လူတွေရဲ့ပိတ်သိက်ချင်မယုံဘူးဗျာအဲ့လိုပဲပြောရမယ်ဥမာဝရှိဦးဆောင်တဲ့သူတယောက်ကသူ့ရဲ့ character တစ်ခုကြောင့်အစမပြေဘူးဖြစ်နေတယ်ဆိုပါစို့သူ့ရဲ့တီးခတ်မှုဦးဆောင်မှုကသူ့ရဲ့အဲ့ခုနသူ့ရဲ့ character နဲ့ပတ်သက်တဲ့ anointing တွေစီးဆင်းလာတယ်လို့တချို့ကယုံတာရှိတယ်ကျွန်တော်အဲ့ဒါမယုံခရစ်တော်ရဲ့ဗိသိက်ထက်သူ့ရဲ့ညစ်ညူးတဲ့ဗိသိက်ကပူကြီးနေလို့လားဘယ်သူဟာကိုဖြောက်မလို့လဲဟုတ်တယ်လေလူရဲ့ဗိသိက်ချင်းဆိုတာကျွန်တော်ပြောမယ်လုံးဝမစီးဆင်းဘူးဗျာကျွန်တော်လူရဲ့ဗိသိက်ချင်းစီးဆင်းနေဆိုတော့ကျွန်တော်လက်မခံဘူးဖယားသခင်ကသူ့လူပေါ်မှာတင်ထားတဲ့ဖယားရဲ့ဗိသိက်ချင်းပဲဆက်စီးဆင်းတယ်ဖယားရဲ့ဗိသိက်ထက်ညစ်ညူးတဲ့ဗိသိက်ကပုံမကြည့်ဘူးဗျာအဲ့ဆရာကျမကောင်းလေနေဘာလို့သွားလက်တင်ဆူတောင်းခံလာလဲသူဗိသိက်တွေနေ့စီကူးကုန်မှာပေါ့ wrong believing အဲ့ဒီဝရှိဦးဆောင်တော့သွားလက်မမြောက်နဲ့တော့ချာသူဗိသိက်တွေကူးကုန်မယ် wrong believing အဲ့ဒီအောင်ကောင်းချီးပေးတော့မခံနဲ့တော့ချာနေသူလူမျိုးဖြစ်သွားအောင်မယ် wrong believing လူရဲ့ဗိသိက်ချင်းကျွန်တော်အပေါ်မှာလုံးဝမစီးစင်းတင့်အပေါ်မှာလည်းလုံးဝမစီးစင်းဘယ်လူမှမကောင်းအကုန်လုံးချိုးတဲ့သူတွေကြီးပဲဂျေဇုတော်ထဲကဘုရားသခင်ပြင်ဆင်ထားတဲ့ခရစ်တော်၌တည်စေတဲ့ဗိသိက်ချင်းပဲစီးစင်းတယ်တင့်ပေါ်ခရစ်တော်ရဲ့ဗိသိက်ချင်းပဲတင့်ပေါ်စီးစင်းတယ်ဟာလေလုယာသင်ဟာခရစ်တော်အဖြစ်ဗိသိက်ခံရတော်သူအာမင်ဒါပေမဲ့ဘုရားသခင်ကြီးမားစွာအသုံးပြုနေတဲ့ဘုရားလူတွေရဲ့ impartation တော့လူတယ်ဒါကလေသူ့ရဲ့ personal နဲ့မဆိုင် anointing ဆိုတာ personal မဟုတ်ကျွန်တော်လို့ယုံတာတယ်အာမင်ကျွန်တော်သွားဆုတောင်းခံတဲ့သူတယောက်ရဲ့သူ့ရဲ့ history တွေသူ့ရဲ့ဘာညာကျွန်တော်သိစရာမလိုသူ့ကိုဘုရားသုံးတဲ့ anointing ကိုပဲကျွန်တော်သွားဆုတောင်းခံတာဖြစ်တယ်အာမင်အာမင်ဒါကြောင့်မို့သင်နဲ့ငါတို့ကိုခရစ်တော်၌တည်စေ၍ပိတ်သိပ်ပေးတော်မူသောသူဟာခရစ်တော်ပဲဆက်တော့ကြည့်အောင်ဘုရားသခင်ဖြစ်သည်ပြီးတော့20နှစ်ထိုဘုရားသခင်သည်ငါတို့ကိုတစိတ်ခတ်၍ငါတို့စိတ်လုံးထဲ၌ဝိညာဉ်တော်တည်းဟူသောစယံကိုသွင်းပေးတော်မူ၏ဟာလေလုယာအာမင်တင်းကိုဘယ် marketing မှာလာဆင်းလို့မရတော့ဘာလဲဆိုတော့တင်းကိုဘုရားသခင်စယံတတ်ထားပြီးသားဒီနေ့တကယ်ချင်းပြောလိုက်တင်းကိုဘုရားသခင်စယံတတ်ထားတယ်ဝိညာဉ်တော်အဖြစ်တင်းကိုစာရန်ဈေးလာညှိတယ်ဒါစာရန်ဈေးလာညှိတယ်နင့်ကဈေးပူပေးမယ်လေမဟုတ်ဘူးပြန်ပြောလိုက်ငါ့ဘုရားသခင်စယံတတ်ထားတယ်အာမင်ဒီပိုးစီရိုက်ထားပြီအာမင်ကျွန်တော် line ပေါ်မှာကားဝယ်တော့လေကျွန်တော်ချင်းမှန်ရပါလို့တွေ့တဲ့ကာဘန်ကောက်ကလားအဲ့ဒါနဲ့သူကဘာပြောလဲဆိုတော့နင်းစီယံရိုက်ထားရင်ရမှာပေါ့လေအေးငါလည်းမရိုက်ရဘူး
လူရဲ့စင်တောင်းမယုံအောင်ဒါနင်းက9000ပဲရိုက်လို့မှ1000ရိုက်တဲ့သူရောင်းလိုက်ပြီဟာမဘဖျားသခင်ကဝိညာဉ်တော်ဒီဟူသောစင်တင်းကိုရိုက်ထားလိုက်ပြီအာဘယ်တင်းကိုဘယ်ဈေးကွက်ကမှလာပြီးချီလို့လို့မရတော့ဘယ် trader ကမှလာပြီးတော့အမျက်ထုတ်လို့မရညက်ချလို့လည်းမရဖျားသခင်နဲ့တင်းနဲ့ပွဲရဖြစ်ပြီးသားကြောက်စကားဆိုပွဲဖြစ်နေပြီပွဲရတဲ့နေပွဲလေတဲ့ပွဲမဟုတ်တော့အာမင်ကျင်းတဲ့တင်ဟာဘုရားသခင်ပိုင်တော်သူဘုရားသားအရာရာရှိတော်သူဖြစ်တယ်ဟာလေလုယာအာမင်ဒါကျွန်တော်တို့အတူတူကမတ်တက်ရပြီးတော့ဒီအသစ်တော်သရှင်နဲ့ကြွေးကြော်ရအောင်